အားလုံးပဲမင်္ဂလာပါနေ့ view မှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ plastic ပစ္စည်းတွေဖြစ်တဲ့ battery တွေ power supply တွေ transistor တွေပေါ့အဲ့ကောင်တွေလုံးဝမသုံးဘဲနဲ့ high voltage power supply တစ်ခုကိုတိစောက်ပြသွားမှာဖြစ်တယ်တနည်းအားဖြင့်တော့ high voltage generator တစ်ခုတိစောက်ပြသွားမှာဖြစ်တယ်ပေါ့အဲ့ဒါကတော့ဒီကောင်လေးပေါ့ဘယ်လိုလုပ်လို့လဲဆိုရင်တစ်ချက်ပြပေးမယ် okay စက်ကိုလှည့်လိုက်မယ်โอเคရှင်းမှာပြခဲ့သလိုပဲဒီနှစ်ခုကြားထဲမှာပျက်စီးကြောင်းလေးတွေထွက်လာတာကိုတွေ့လိမ့်မယ် free energy လို့ပြောလို့ရပါမယ် free energy တော့မဟုတ်ဘူးဘာလို့လဲဆိုတော့ဒီကောင် high voltage ထွက်ဖို့ကိုသင်ရဖင့်ပူအောင်လှည့်ပေးရမှာဖြစ်တယ်တတ်ထွက်မတတ်လည်းလှည့်ပေးရမှာဖြစ်တယ်အဲကြောင့်ဒီကောင် free energy တော့မဟုတ်ဘူးသင်ရဲ့ဒီ physical အောက်အသုံးချရမယ်ပေါ့သူကို Wimshap electrostatic generator လို့ခေါ်တယ်သူကို James Wimshap ဆိုတဲ့ဘဲက1880နဲ့1883ကြားမှာတိစောက်ခဲ့ရွေချက်ကတော့အဓိကတန့်စင်နေတယ်ပေါ့နော် high voltage DC ကိုထုတ်ယူဖို့အတွက်တိစောက်ခဲ့သူရှိမှာတခြားဒီ static electric ထုတ်ပြီးတဲ့ generator တွေအများရှိတယ်ဒါပေမဲ့အဲကောင်တွေကကြတော့တစ်ခါမောင်းဖို့အရေးကိုပြင်ဆင်နေရတာတွေပြီးသွားလို့ရှိရင်ဒီ initial volt ဆိုတယ်ပေါ့နော်ဒီအစာပြိုးလျက်စိတ်ကြွေးပေးရတာတွေဘာညာကြီးကြောင့်အလုပ်ရှုပ်တယ်အဲကြောင့်မို့အဲ့ဘဲကအလုပ်ရှုပ်မခံချင်လို့ဒီ James Wimshap ကနေပြီးတော့ Wimshap electrostatic generator ကိုတိစောက်ခဲ့တာသူကဘယ်လိုလုပ်လို့လဲဆိုလို့ရှိရင်သူကအဓိကအပြင်တော့ static electric ဆိုတဲ့တည်ငြိမ်လျက်စိတ်ကိုထုတ်ပြီးရဆက်အဲ့ဒီတည်ငြိမ်လျက်စိတ်ကိုမှသူကဒီ leading charge ဆိုတဲ့ capacitor တွေကနေပြီးစွမ်းရည်ကိုတိုးလောင်းရင်တအားများရတဲ့အခါမှာ DC ဘို့အနေနဲ့ပြန်ပြီးဖောက်ပြီးတော့ဒီထဲမှာ spark gun အနေနဲ့ပြန်ပြီးထုတ်ပေးလိုက်ခြင်းဖြစ်တယ်အရန်မြန်မာရဲ့ DC ဘို့ပေါ့တခုရှိတာတည်ငြိမ်လျက်စိတ်ကိုအသုံးချရတဲ့အတွက်ကြောင့်မို့လို့ VOA ကတော့အရန်များလိမ့်မယ်ဒါပေမဲ့ဒီတည်ငြိမ်လျက်စိတ်ကြောင့်ဒီ current နည်းနည်းလေးပဲထွက်တယ်အဲ့တော့ဓာတ်လိုက်တယ်ဆိုလို့ရှိရင်တေတော့မသေးဘူးဒါပေမဲ့ကျင်သွားလိမ့်မယ်တင်းငင်းလက်စစ်ဆိုပြီးပြောနေပေါ့ဟဲ့တင်းငင်းလက်စစ်ဆိုတာဘာကြီးလဲဘယ်လိုထုတ်တာလဲပေါ့တင်းငင်းလက်စစ်ဆိုတာဘာလဲဆိုလို့ရှိရင်ဒီ electron တွေကမစီးစင်းသွားဘဲနဲ့အရာဝတ္ထုတစ်ခုရဲ့မျက်နှာပြင်မှာကက်တွင်နေတဲ့ခေါက်တွေအဲ့ကက်တွင်နေတဲ့ electron တွေကိုပဲတင်းငင်းလက်စစ်တနည်းအားဖြင့်ဆိုရင် static electric လို့ခေါ်ခြင်းဖြစ်တယ်တကယ်လို့ electron တွေကဒါလွတ်လပ်နဲ့စီးစင်းသွားမယ်ဆိုလို့ရှိရင်ဒီကောင်က current ဖြစ်လာမယ်ပေါ့ကျော်တွေကတင်းငင်းလက်စစ်နဲ့တော့မစိမ်းကြဘူးကျွန်တော်ငယ်တုန်းကဒီပေတံနဲ့စပင်းနဲ့ကိုပုတ်ပြီးတော့ဒီစက်ကူစားလေးနောက်ထားလိုက်တဲ့အခါမှာအဲ့ဒီပေတံကစက်ကူစားလေးကိုဆွဲငင်တာကိုတွေ့ရတယ်ဒါကတင်းငင်းလက်စစ်ကြောင့်ဖြစ်တယ်ဘာကြောင့်လဲဆိုရင်ပုတ်တိုင်မှုကြောင့်ဒီစပင်ရဲ့မှာရှိတဲ့ပိုရှန်နေတဲ့ electron တွေကဒီပေတံမှာသွားပြီးတော့ကတ်နေတယ်ဘယ်မှလည်းမရွှေ့နိုင်ဘူးအဲ့ဒီ electron ကြောင့်ပဲပေတံပေါ်မှာအနှုတ်သက်ဆောင်သွားတယ်အဲ့ဒါကြောင့်အပေါင်းသက်ဆောင်တဲ့စက်ကူနာကိုကတ်လိုက်တဲ့အခါမှာစက်ကူစားတွေကိုဆွဲငင်နေဖြစ်တယ်ယူဘဗီယာသဘောတရားတစ်ခုရှိရတယ်မျိုးတူရင်တွန်းမယ်မျိုးမတူရင်ဆွဲငင်မယ်အဲ့သဘောတရားအတိုင်းပဲPM ပေါ်မှာကအနှုတ်သက်ဆောင်နဲ့စက်ကူတွေကအပေါင်းသက်ဆောင်သွားတဲ့အတွက်ကြောင့်မို့လို့မျိုးမတူဘူးအဲကြောင့်မို့ကောက်ဆွဲပလိုက်တယ်အိတ်ဆွဲတဲ့အချိန်မှာဒီစက်ကူရဲ့အလေးချိန်ရလည်းအရန်အောင်ပေါ့ပါတယ်ပြီးရင်ဒီအနှုတ်နဲ့အပေါင်းနဲ့ဆွဲရလည်းများသွားတဲ့အတွက်ကြောင့်မို့လို့ကပတ်ဆွဲရအောင်ကြော်လွန်ပြီးတော့စက်ကူစားလေးက PM မှာသွားပြီးကတ်ခြင်းဖြစ်တယ်အဲ့ဒါဆိုဘာကြောင့်ပုတ်တိုက်တာနဲ့ချင်းချင်းလက်စစ်ထွက်လာတာလဲနည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်ရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်ရဲ့ဒီအရာဝတ္ထုမှန်သမျှကိုအတန်ဆိုတဲ့ကောင်တွေနဲ့ဖွဲ့စည်းရတယ်ဟုတ်အဲ့အတန်ကိုပဲ electron ရဲ့ proton ရဲ့ neutron ဆိုတဲ့အမှုန်သုံးလုံးနဲ့ဖွဲ့စည်းရတယ်အဲ့ဒီမှာဒီ proton ဆိုတဲ့အပေါင်းသက်ဆောင်တဲ့အမှုန်နဲ့ neutron ဆိုတဲ့ neutral ဖြစ်နေတဲ့ဓာတ်ပြိုင်နေတဲ့ကောင်တွေကပေါင်းစည်းပြီးတော့ဒီကောင်တွေကဒီ nucleus ဆိုပြီးဖြစ်နေတယ်အဲ့ကောင်ကဒီအတန်ရဲ့ဝတ်ဆံပေါ့ဒီကောင်ရဲ့အတန်ရဲ့အလယ်ဘက်မှာ proton နဲ့ neutron ကပေါင်းပြီးတော့ဝတ်ဆံနေနဲ့တည်ရှိနေတယ်အဲ့ဒီဝတ်ဆံ nucleus ကိုမှ electron အနှုတ်သက်ဆောင်တဲ့ကောင်ကနေပြီးတော့လှည့်ပတ်နေတယ်အဲ့ချိန်မှာဒီ proton အရေအတွက်နဲ့ electron အရေအတွက်နဲ့ညီမျှနေတဲ့ကြောင့်မို့လို့ဒီအတန်ကြီးက neutral တနည်းအားဖြင့်တက်ပြေသွားတယ်ပြီးတော့လည်းဒီအတန်ကြီးရဲ့ဒီ nucleus ပေါ့နော် proton နဲ့ neutron ပါတဲ့အတွဲက electron ကိုဆွဲထားတဲ့အတွက်ကြောင့်မို့လို့ electron ကဒီအတန်ရဲ့အပြင်ဘက်ကိုလွင့်ထွက်မသွားဘဲနဲ့ဒီ nucleus မှာပဲဆက်ပြီးပတ်နေခြင်းဖြစ်တယ်အဲ့မှာတစ်ခုစိတ်ဝင်စားဖို့ကောင်းတာကဒီအတန်တိုင်းရဲ့nucleus တွေကဒီ electron ကိုဆွဲတယ်ဒါပေမဲ့ဆွဲတဲ့အရာဝတ္ထုပေါ်မူတည်ပြီးတော့သူတို့ဆွဲထားတဲ့အားတွေကကွာခြားကြတယ်ပေါ့တချို့အရာဝတ္ထုတွေမှာဆိုရင်သူ့ရဲ့ nucleus က electron ကိုတင်းတင်းဆွဲထားတဲ့ကောင်လေးရှိရယ်တချို့အရာဝတ္ထုတွေမှာတော့ဒီသူ့ရဲ့ nucleus က electron ကိုဒီအားကြီးတော်လေးနဲ့ပဲဆွဲထားကြတယ်အဲ့ဒီချိန်မှာအဲ့လိုဆွဲအားမတူတဲ့အရာဝတ္ထုနှစ်ခုပေါ့နော်electron တင်းဆွဲထားတဲ့အရာဝတ္ထုနဲ့ electron ကိုဖြော့လေးပဲဆွဲထားတဲ့အရာဝတ္ထုနှစ်ခုကိုတွားပြီးပုတ်လိုက်တဲ့အခါမှာအဲ့ဒီပုတ်တိုက်မှုကြောင့်စွမ်းအင်ထွက်လာတယ်တနည်းအားဖြင့်ပုတ်တိုက်မှုကြောင့်စွမ်းအင်ရလာတယ်ပေါ့အဲ့ဒီပုတ်တိုက်မှုကြောင့်ထွက်လာတဲ့စွမ်းအင်ကရိုးရိုးလေးပဲဆွဲနိုင်တဲ့အရာဝတ္ထုမှာရှိတဲ့ electron တွေကိုအပြင်ကို
တိုးပို့ပေးလိုက်တယ်တနည်းအားဖြင့်ဆိုရင်အဲ့ဒီဆိုရင်ကြောင့် electron တွေကအတန်ရဲ့အပြင်ဘက်ကိုလွင့်ထွက်သွားတယ်အဲ့ဒီလွင့်ထွက်သွားတဲ့ electron တွေကိုပဲဒီ electron ကိုတင်းတင်းဆွဲနေတဲ့အရာဝတ္ထုကနေပဲဖန်ပြီးကောက်ဆွဲချလိုက်တယ်ဒါပေမဲ့သူကောက်ဆွဲချရတဲ့အချိန်မှာသူကတတ်တူမဟုတ်ဘူးကွာတတ်တူမဟုတ်တဲ့ကြောင့်မလို့ electron တွေကလွတ်လွတ်လပ်မစစ်စစ်နိုင်မင်းနဲ့အဲ့ဒီအရာဝတ္ထုရဲ့မျက်နှာပြင်မှာပဲသွားပြီးကတ်နေကြတယ်အဲ့ဒီကတ်နေတဲ့ electron တွေကိုပဲ static electric ဆိုပြီးခေါ်တယ်အဲ့လိုနဲ့ဒီ electron တွေတဖြည်းဖြည်းနဲ့ကတ်လာလေး static electric အားများလေးပေါ့ဒါကတော့ဒီတည်ငြိမ်လျှက်စစ်ဆိုရဲ static electric ဘယ်လိုဖြစ်လာရဲဆိုတာကိုပြရှင်းပြပေးတာပေါ့နားမလည်ဆိုလို့ရှင်တော့ ChatGPT တို့ Gemini တို့မေးကြည့်အဲ့မှာပို့ပြီးစုံတယ် Okay အဲ့ဆိုရင် Windshield machine ရောဘယ်လိုပုံစံမျိုးနဲ့အလုပ်လုပ်လဲလျှက်စစ်တည်ငြိမ်လျှက်စစ်ကိုသူကဘယ်လိုပုံစံမျိုးနဲ့ထုတ်ပေးတယ်လဲWindshield machine တည်ငြိမ်လျှက်စစ်ကိုထုတ်ပေးတာသူကပုတ်တိုက်မှုကြောင့်မဟုတ်ဘူးသူကဒီ static electric ဆိုတဲ့ကောင်ကိုလျှက်ညီခြင်းလို့ခေါ်တဲ့ electrostatic induction နဲ့အပြန်အလှန်အားဖြည့်ခြင်း positive feedback ဆိုတဲ့သဘောတရားကိုအသုံးချပြီးတော့ electric charge တွေကိုတစပွားလာအောင်ညှိယူပေးတဲ့ကောင်အလုံးလုံးပုံကိုမသိရင်ဟင်ပေါ့ဒီ Windshield machine မှာပေါ့နော်ပါဝင်တဲ့ဒီအစိတ်အပိုင်းတွေကိုတစ်ချက်ပြောပြပေးမယ်စက်ကိုခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုလို့ရှိရင်အပိုင်းသုံးပိုင်းကိုတွေ့ရမယ်ဆက်လက်ပဲတဲ့အပိုင်းရယ်တင်ញင်လျက်စစ်ကိုညှိယူပေးတဲ့အပိုင်းတင်ញင်လျက်စစ်ကိုတူလုံပေးတဲ့အပိုင်းဆိုပြီးပါမယ်အဲ့ဒီကမှဒီအပိုင်းတွေကိုပဲအစိတ်ပိုင်းလိုက်ထပ်ပြီးခွဲမယ်ဆိုလို့ရှိရင်ဆက်လက်ပဲတဲ့အပိုင်းမှာလျက်ကပြားနှစ်ပြားပြီးရင်ပူလီအသေးနှစ်ခုပြီးရင်ပူလီကြီးနှစ်ခုလက်လက်တံတစ်ခုပါမယ်ပြီးရင်လက်လက်ကျိုးတနည်းအားဖြင့်တော့ဒီပတ်ကျိုးနှစ်ချောင်းပါမယ်တင်ញင်လျက်စစ်ထုတ်ပြီးတဲ့အပိုင်းမှာတော့ neutralization brush လို့ခေါ်တဲ့သတ္တုစုပ်တဲ့နှစ်ချောင်း collating ကုန်းလို့ခေါ်တဲ့တင်ញင်လျက်စစ်ကိုစုပ်ယူပေးမဲ့ကောင်နှစ်ခုပြီးရင်တော့ဒီ metal setter တနည်းအားဖြင့်တင်ញင်လျက်စစ်ပေါ်လောင်ညှိယူပေးတဲ့သတ္တုပြားတွေပါမယ်နောက်တစ်ခုကဒီတိုးလောင်တဲ့အပိုင်းကတော့ရှင်းတယ် leading jar လို့ခေါ်တဲ့တင်ញင်လျက်စစ်ကိုတိုးလောင်ပေးနိုင်တဲ့ဒီဘိုးတော်ဖျားခက်က capacitor နှလုံးပါမယ်ဒါတော့သူ့မှာပါဝင်တဲ့အစိတ်ပိုင်းတွေပြီးတော့အဲ့ဒီစိတ်ပိုင်းတွေကိုဘယ်လိုတက်ဆင်ထားလဲပထမဆုံးအနေနဲ့ဒီပူလီအသေးနဲ့ဒီလျှက်ကာပြားကိုဒီအသေးကတ်ထားတာကိုတွေ့မယ်အဲ့ဒါမှပူလီအသေးလိုက်လေတာနဲ့ဒီလျှက်ကာပြားကပါအဲ့ဒီ speed တိုင်းလိုက်လေအောင်လို့တမင်တက်ကတ်ထားတာတမင်တက်တော့မဟုတ်ဘူးပေါ့နော်ရည်ရွယ်ချက်ရှိနဲ့ကတ်ထားတာပြီးတော့ပတ်ကြိုးအဲ့မှာဒီပတ်ကြိုးကပူလီအသေးနဲ့ပူလီကြီးကိုချိတ်ဆက်ပေးထားတယ်တခုတတိထားမှာပတ်ကြိုးကိုတစ်ဖက်ကအတဲတိုင်းတက်ထားပြင်မယ်နောက်တစ်ဖက်မှာတော့ဗျောင်းမြက်လဲအောင်လို့ပတ်ကြိုးကိုလိမ်ပြီးတက်ထားအောင်တွေ့မယ်ဒါကလည်း Windshield machine ရဲ့အသက်ပဲ Windshield machine ရဲ့မရှိမဖြစ် Windshield machine အလုပ်လုပ်ရတာလည်းဒီကောင်းကြောင်ပဲနောက်တစ်ခုသတိထားမိလားမသိဘူးအဲဒီပူလီနှစ်ခုမှာအရွယ်စားမတူတာကိုတွေ့တယ်အဲ့လိုပူလီနှစ်ခုကိုအရွယ်စားမတူအောင်လုပ်ထားတဲ့အဓိကရည်ရွယ်ချက်ကတော့ပူလီအကြီးကိုနင်းလေးလှည့်လိုက်အောင်နဲ့ပူလီအသေးများများလဲအောင်လို့ဒီ mechanic သဘောတရားကိုအသုံးချထားတာပေါ့ Okay ပြီးရင်စတာပြားတွေဘက်ကိုလှည့်မယ်စတာပြားတွေကိုတော့အရွယ်စားတူဖြတ်ထားပြီးလျက်ကပြားတွေပေါ်မှာအချိုးစားညီနဲ့တစ်ဖက်ကို၈ခုစီကတ်ထားတယ်neutralization brush လို့ခေါ်တဲ့သတ္တုစုပ်တံတွေကိုတက်တဲ့အခါမှာတော့ဒီအပြားတစ်ခုမှာ45 degree ကိုစောင်းပြီးတက်ထားတယ်။ပြီးရင်သူတို့စုပ်တံအမွှားတွေကိုဒီသတ္တုပြားတစ်ခုနဲ့ထိထားတဲ့အခါမှာနောက်ထပ်စုပ်တံဘက်ကအမွှားကအဲ့ဒီသတ္တုပြားရဲ့ဆန့်ကျင်ဘက်မှာရှိတဲ့သတ္တုပြားပေါ်မှာပဲရှိနေရမယ်။အဲ့ဒီသတ္တုပြားနဲ့ထိနေရမယ်။စုပ်တံတစားကသတ္တုပြားနဲ့မထိတော့ရင်သူ့ရဲ့နောက်ထပ်စုပ်တံတစားကလည်းအဲ့နောက်ထပ်သတ္တုပြားတစ်ခုနဲ့ထိမနေရဘူးပေါ့နော်။သတ္တုပြားရဲ့အပြင်ကိုရောက်နေရမယ်။နောက်ဘက်ချမ်းမှာရှိတဲ့အပြားကိုလည်းစုပ်တံကိုအဲ့တိုင်းပဲတက်ထားရမယ်45 degree စောင်းထားရမယ် neutralization brush နှစ်ခုကိုဘယ်ဘက်အချမ်းအပဲကြည့်သူတို့နှစ်ခုက H ပုံစံဖြစ်နေရမယ်တကယ်လို့မဖြစ်နေရင်မဖြစ်ဖြစ်အောင်လိုက်ပြီးညှိပေးရမယ်အဲ့ဒါမှလည်းဒီ neutralization brush တွေကဒီ charge တွေကိုပေါ့နော်ဖြန့်ဝေတဲ့အချိန်မှာတိုင်ပင်မှန်မှန်နဲ့အလုပ်လုပ်အောင်ပြီးတော့ collating ကုန်းဒီငြိမ်လျက်စစ်ကိုဖမ်းယူမယ် collating ကုန်းဆိုတဲ့ကောင်ကပါးသောပုံစံမှာသူ့ရဲ့ထိပ်မှာချွန်လေးဖြစ်နေရမယ် collating ကုန်းတစ်ခုစလုံးကအပြားရည်ရေးပင်ကြီးမျိုးပေါ်မှာရှိနေရမယ်ပထမက0 degree မှာဆိုရင်နောက်တစ်ခုက180 degree မှာဖြစ်နေရမယ်အဲ့ဒါအပြင်မှာလျှက်ကာပြားနှစ်ခုစလုံးမှာရှိရဲ့တတုပြားရည်နဲ့လည်းအဲ့ဒီ collating ကုန်းနှစ်ခုစလုံးရဲ့အက်တွေနဲ့တဒန်းနဲ့ဖြစ်နေရမယ်နောက်ဆုံးတော့ leading jar ပေါ့ leading jar နှလုံးကသူတို့ရဲ့ဒီအပြင်ဘက်ကပေါ့နော်တတုမျက်နှာပြင်ပါတဲ့အချမ်းကြီးနှစ်ခုစလုံးကတစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပေးထားရမယ်အတွင်းကုန်းနှစ်ခုကိုတော့ပထမငုံတစ်ခုကို collating ကုန်းရဲ့တစားနဲ့ချိတ်ဆက်မယ်ပြီးရင်နောက်ထပ် leading jar ရဲ့နောက်ထပ်ငုံတစ်ခုကိုတော့နောက်ထပ် collating ကုန်းရဲ့တစားနဲ့ချိတ်ဆက်ပေးထားရမယ် okayဒါကတော့ဒီ Windshield machine ရဲ့စက်မှာပါဝင်တဲ့အစိပ်ပိုင်းနဲ့အစိပ်ပိုင်းတစ်ခုချင်းစီကိုဘယ်လိုချိတ်ဆက်ထားရဲဆိုတဲ့ပုံစံပေါ့စက်ကိုစတင်ပြီးလှည့်လိုက်ကြရအောင်မလဲခင်မှာအပြားနှစ်ပြားကိုမြင်တောင်လို့နိုင်လက်တံအတဲ့အတိုင်းလှည့်တဲ့ကောင်ကိုအရှိတ်ဘက်အပြားနဲ့နိုင်လက်တံဖြောင်းမြန်လှည့်တဲ့ကောင်ကိုအနောက်ဘက်အပြားဆိုပြီးတော့အတိအကျနာမည်ပေးထားနိုင်မယ်ပြီးတော့အပြားလေးတွေက charge တွေကိုဘယ်လိုထုတ်ဝေးလဲဆိုတာမြင်တောင် animation လေးနဲ့တစ်ချက်ကြည့်မယ်ရှေ့ဘက်ပြားစက်တာလေး၈ခုကို A B C D E F G ဆိုပြီးတော့capital letter အနေနဲ့အတိအကျနာမည်ပေးထားမယ်အဲ့လိုပဲနောက်ဘက်အပြားကစက်တာလေးတွေကိုလည်း A အသေး B အသေး C အသေး D အသေး E F G H ဆိုပြီးတော့ဒီ
small letter လေးနဲ့အသေးသေးနာမည်ပေးထားလိုက်မယ်ဆက်လေချင်းမှာရှေ့ပြားနဲ့နောက်ပြား setter A နဲ့setter A အသေးလေးကထပ်သွားတယ်လို့ယူဆလိုက်အဲ့ချိန်မှာရှေ့ဘက်ပြားပေါ်က setter A အကြီးပြားလေးပေါ်မှာပတ်ဝန်းကျင်နဲ့ဒီအာကာသတွေကလာတဲ့ cosmic ray ရဲ့တက်ရောက်မှုကြောင့်အလွန်သိငယ်လာတဲ့ micro amount လောက်ပဲရှိရဲ့ negative charge တို့မဟုတ် electron လေးတွေရှိနေတယ်လို့ယူဆထားလိုက်မယ်အဲ့ဒီ negative charge လေးတွေအနည်းငယ်ရှိနေတာနဲ့တင် electrostatic level မှာဆိုရင်အဲ့ဒီဟာဝတ္ထုကိုအနှုတ်တက်ဆောင်တယ်လို့မှတ်ယူကြတယ်တနည်းအားဖြင့်တော့ setter A အကြီးပြားလေးမှာအနှုတ်တက်ဆောင်နေတယ်ပေါ့အဲ့လိုပဲ setter A အသေးပြားလေးပေါ်မှာကြတော့ negative charge နဲ့ positive charge တွေကရောထွေးပြီးတည်ရှိနေတယ်အဲကြောင့်မလို့ setter A အသေးပြားလေးပေါ်မှာ neutral တနည်းအားဖြင့်တော့ဓာတ်ပြိုင်နေတယ်လို့မှတ်ယူထားလို့ရတယ်အဲ့ချိန်မှာအနှုတ်တက်ဆောင်တဲ့ setter A အကြီးပြားကသူ့နဲ့အပြိုင်ရှိနေတဲ့ setter A အသေးလေးပေါ်ကပြန့်ကျဲနေတဲ့ positive charge တွေကိုစပြီးဆွဲငင်လိုက်တယ်အဲ့ဒီ positive charge တွေက setter A အကြီးပြားနဲ့ကပ်ရက်ရှိနေတဲ့မျက်နှာပြင်ပေါ်မှာတွားပြီးစုနေရောအဲ့လိုပဲ setter A အသေးလေးရဲ့ဒီအခြားဘက်မှာဆိုလို့ရှိရင်အနှုတ်တက်ဆောင်တဲ့ setter A အပြားရဲ့တွန်းကန်မှုကြောင့် negative charge လို့ခေါ်တဲ့ဒီ electron တွေကတွားပြီးကပ်နေကြပြန်ရောအဲ့လိုအနှုတ်တက်ဆောင်တဲ့ setter A အကြီးပြားရဲ့တက်ရောက်မှုကြောင့် setter A အသေးလေးပေါ်က electric charge တွေပြောင်းလဲမှုကို influence လုပ်တယ်လို့ခေါ်တယ်နောက်တစ်မျိုးဆိုရင်တော့ induction လုပ်တယ်ပေါ့တနည်းအားဖြင့်လှည့်ညှိလိုက်တယ်ပေါ့setter A အသေးပြားပေါ်က positive နဲ့ negative charge တွေကတစီစုသွားတာကိုတော့ polarization ဖြစ်တယ်လို့ခေါ်တယ်ဒါကတော့ဘူးစုသားအနေနဲ့ပြောပြတာအဲ့မှာဆက်လည်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ setter A အကြီးနဲ့ setter A အသေးကလည်းတစ်ခုနဲ့တစ်ခုဝေးတဲ့နေရာကိုရွှေ့သွားတယ်ဘာလဲဆိုတော့ဒီချင်းကျိုးတွေကိုကျွန်တော်တို့ကဒီတစ်ဖက်ကိုအတဲတစ်ဖက်ကိုပြောင်းပြန်တက်ထားဖြစ်တဲ့ကြောင့်မို့လို့ဒီကောင်တစ်ခုကဒီဆက်ညင်မဲ့ရက်ကိုလဲသွားတယ်အဲ့ချိန်မှာ setter A ရဲ့တက်ရောက်မှုမရှိတော့တဲ့အတွက်ကြောင့်မို့လို့ setter A အသေးလေးပေါ်က charge တွေကလည်းအရင်တိုင်းပြန်ပြီးဖြစ်သွားကြတယ်ဒါတော့ဘာမှမထူးဆန်းဘူးပေါ့ setter A ကြီးကလည်းငကိုအတိုင်းအနှုတ်သက်ဆောင်နေတော့မယ်အဲ့ဒါကြီးကစိတ်ဝင်စားဖို့မကောင်းဘူးဒါပေမဲ့နောက်ဖြစ်လာမယ့်အရာတွေကအဲ့ဒီဖြစ်စဉ်ကိုပဲအသုံးချသွားတာအဲ့လိုနဲ့ setter A အကြီးပြားကရှေ့ဆက်သွားရင်းနဲ့ setter G အသေးလေးနဲ့တွားပြီးတွေ့တယ်အဲ့ချိန်မှာဇလန်စားအဲ့လိုအနှုတ်သက်ဆောင်တဲ့ setter A အကြီးနဲ့ setter G အသေးလေးတို့စုံတဲ့နေရာမှာဘာရှိနေလဲဆိုတော့နောက်ဘက်အပြားပေါ်မှာဒီ setter G အသေးနဲ့ setter C အသေးကိုချိတ်ဆက်ပြီးထိပေးထားတဲ့ tattoo brush လေးရှိနေတယ်ပေါ့ထုံးမနိုင်ရှေ့မှာလိုပဲအနှုတ်သက်ဆောင်တဲ့ setter A ရဲ့တက်ရောက်မှုကြောင့် setter G အသေးလေးရဲ့ setter A အကြီးနဲ့နီးတဲ့ဘက်မှာ positive charge တွေကသွားစုပြီးတော့ brush ရှိတဲ့ဘက်မှာ negative charge တွေကသွားပြီးစုနေတယ်အဲ့လိုသွားစုယုံပဲလားဆိုတော့မဟုတ်ဘူး setter G အသေးနဲ့ setter C အသေးပေါ်မှာ tattoo brush ကရောက်နေတဲ့အတွက်ကြောင့်မို့လို့ setter G အသေးမျက်နှာပြင်ပေါ်က negative charge တွေက tattoo brush ကနေပြီးစီးသွားပြီး setter C ပေါ်ကိုသွားပြီးတက်ရောက်ကြပြန်အောင်အဲ့ချိန်မှာ setter G အသေးမှာက positive charge တွေပဲကျန်ခဲ့ပြီးတော့ setter C ပေါ်မှာတော့ negative charge တွေပဲသွားစုနေတယ်အဲ့လိုနဲ့ setter A အကြီးနဲ့ setter G အသေးကခွာသွားကြတယ်အဲ့လိုခွာသွားတာတော့မှ tattoo brush ရဲ့ခွဲထုတ်ပေးလိုက်မှုကြောင့် setter G အသေးပေါ်မှာ positive charge တွေကျန်ခဲ့ပြီးတော့အပေါင်းတက်ဆောင်သွားတယ် setter C အသေးပေါ်မှာတော့ negative charge တွေပဲကျန်ခဲ့ပြီးတော့အနှုတ်တက်ဆောင်သွားကြတယ်ဒါပေမဲ့ setter A ကတော့အနှုတ်တက်ဆောင်နေတော့မယ်အဲ့လိုနဲ့ setter A ကရွေးသွားရင်းနဲ့ရေပင်ကြီးနေရာကိုရောက်သွားတယ်အဲ့ချိန်မှာ setter E အသေးလေးနဲ့တွားပြီးတွေ့ပါအဲ့ချိန်မှာ setter A အကြီးနဲ့ setter E အသေးလေးတို့နဲ့အပြိုင်ဒီ collecting comb ဆိုတဲ့ကောင်ကရှိနေတယ်အနှုတ်သက်ဆောင်နေတဲ့ setter A အကြီးနဲ့ setter E အသေးရတယ်ထုံးစံတိုင်းအပေါ်ကလိုပဲ influence ဖြစ်ပြီးတော့ setter E အသေးလေးပေါ်မှာဒီ charge တွေကို polarization ကောက်လုပ်ပလိုက်တယ်အဲ့လိုနဲ့ setter E အသေးလေးရဲ့မျက်နှာပြင်ပေါ်မှာ negative charge တွေကသွားစုပြီးတော့ setter E ကလည်းငကိုတိုင်းအနှုတ်သက်ဆောင်တဲ့အတွက်သူ့မျက်နှာပြင်မှာ negative charge ကရှိပြီးသားအဲ့ဒါအပြင်ကို negative charge တွေကဒီချွန်ထက်လုံးနဲ့ collecting ကုန်းရဲ့အချောင်းတွေကြောင့်ဒီအချောင်းထိပ်ကနေပြီးဆွဲယူခြင်းခံလိုက်ရတယ်ပေါ့အဲ့ဒီ collecting ကုန်းနဲ့ချိတ်ဆက်ထားတဲ့ဝါတစ်လျှောက်ကိုအဲ့ဒီ electron တွေကစီစဉ်သွားပြီးလေတင်းကြားမှာသွားပြီးသိမ်းဆည်းခြင်းခံလိုက်ရအောင်တနည်းအားဖြင့် capacitor မှာသွားပြီးတော့တိုးလောင်ခြင်းခံလိုက်ရတယ်ပေါ့အဲ့ negative charge တွေကို collecting ကုန်းရဲ့အချောင်းတွေကဘာကြောင့် charge တွေကိုဆွဲယူလာလဲဆိုတော့သူ့ကိုထပ်ရှင်းပြရင်နည်းနည်းလေးရှည်သွားမယ်အဲ့တော့ဒီသိကျင်တော့ ChatGPT မှာမေးကြည့်လောလောဆယ်တော့ဒီဥပမာပြရမယ်ဆိုရင်မိုးကြိုးပစ်တဲ့ခါမှာမိုးကြိုးကထိုးထောင်ထွက်နေတဲ့အရာကိုပဲရွေးပြီးပစ်တယ်အဲ့လိုသဘောမျိုးပဲ electric charge ဆိုတဲ့ကောင်တွေကလည်းအဲ့လိုထောင်းတွေကိုအရင်သဘောကျတယ်ပေါ့သူကအဲ့လိုထောင်းတွေရှိရင်တန်းပြီးတော့သွားပြီးကတ်တော့တာပဲဘယ်ချိန်ကြီး collecting ကုန်းကဒီ negative charge တွေကိုဆွဲယူလဲဆိုရင်ဒီsetter ပြားတွေပေါ်မှာပူရှင်နေတဲ့ဒီ negative charge တွေအကုန်လုံးကုန်သွားပြီဆိုတဲ့အချိန် setter A နဲ့ setter E အသေးမှာ positive နဲ့ negative charge တွေညီသွားတဲ့အထိကိုဆုပ်ယူပလိုက်တယ်အဲကြောင့်မို့လို့ setter A အကြီးနဲ့ setter E အသေးကခွာသွားတဲ့အချိန်မှာသူတို့နှစ်ခုစလုံးပေါ်မှာ neutral ဖြစ်သွားတယ်ပိုရှန်နေတဲ့ negative charge တွေမရှိတော့တဲ့အတွက်ကြောင့်မို့လို့ဒီကောင်တွေကဓာတ်ပြဲသွားကြပြီးတော့ပုံမှန်တိုင်းဒီ U setter ပြားတွေဖြစ်သွားတယ်အဲ့ဒါကဒီ L ဘက်အချမ်းမှာပေါ့နော်ဘယ်လိုမျိုး negative charge တွေထွက်နေလဲဆိုတဲ့ဟာR ဘက်အချမ်းမှာ positive charge တွေဘယ်လိုရလဲဆိုတာသိကြရင် setter G အသေးနဲ့အနှုတ်သက်ဆောင်တဲ့ setter E တို့တွေ့ကြပြီး influence ကြောင့် polarization ဖြစ်ပြီးတော့ setter G အသေးမှာ positive charge နဲ့ setter C အသေးမှာ negative charge အဖြစ်
ခွဲသွားတဲ့အချိန်ကိုပြန်ပြီးသွားကြည့်ရမယ်အဲ့ချိန်ကိုရောက်သွားပြီပေါ့အဲ့လိုနဲ့ဒီအပေါင်းနဲ့ဆောင်တဲ့စက်တာကြီးအသေးလေးကဆက်ရွေရင်ရွေရင်နဲ့စက်တာအီးနဲ့အပြိုင်ဖြစ်တဲ့နေရာကိုရောက်သွားတယ်။ရဲရောက်ချင်းမှာပဲအရှိဘက်အပြားပေါ်ကစက်တာအီးရောက်နေတဲ့နေရာမှာပဲနောက်ထပ် neutralization break တစ်ခုကစက်တာအီးနဲ့စက်တာ A ပေါ်ကိုတက်ရောက်နေပြီသူတို့နှစ်ခုကိုထိပေးထားတယ်။အဲ့လိုနည်းတူစက်တာ C အသေးလေးကလည်းဒီစက်တာ A အကြီးပေါ်ကိုရောက်နေတဲ့အချိန်နဲ့တွားပြီးကိုက်ညီပြန်အောင်အဲ့လိုနဲ့ဒီစက်တာ G အသေးနဲ့စက်တာ C အသေးတို့ရဲ့ influence ကြောင့်စက်တာ E နဲ့စက်တာ E ပေါ်မှာပြန့်ကျဲနေတဲ့ charge တွေကအသီးသီးကွဲထွက်သွားပြီးတော့အပေါင်းနဲ့ဆောင်တဲ့ G အသေးကြောင့်ဒီစက်တာ A နဲ့စက်တာ E ပေါ်က negative charge တွေက break တစ်လျှောက်စီးဆင်းသွားပြီးစက်တာ E ပေါ်မှာသွားပြီးစုနေကြတယ်အဲ့လိုပဲနောက်တစ်ဖက်မှာလည်းအနှုတ်သက်ဆောင်တဲ့စက်တာ C အသေးကြောင့်စက်တာ A နဲ့စက်တာ E ပေါ်မှာရှိတဲ့ positive charge တွေက brush ကနေတစ်ဆင့်စီးဆင်းပြီးတော့စက်တာ E ပေါ်မှာသွားပြီးစုနေကြတယ်အဲ့လိုနဲ့စက်တာ A နဲ့စက်တာ E ပေါ်မှာဒီ charge တွေကတစ်ခုနဲ့တစ်ခုခွဲထွက်သွားကြတယ်အဲ့လိုပဲရှေ့ဆက်သွားတဲ့အခါမှာစက်တာ A အကြီးပေါ်မှာအရင်တိုင်းပဲ negative charge တွေကြောင့်အနှုတ်သက်ပြန်ဆောင်သွားတယ်တခုပို့သွားတော့ဒီစက်တာ E ရဲ့စက်ညင်ဘက်မှာရှိတဲ့စက်တာ E ပေါ်မှာလည်းဒီအပေါင်းတက်ဆောင်သွားတာပေါ့ဆက်သွားရင်းနဲ့အပေါင်းတက်ဆောင်တဲ့စက်တာ G အသေးနဲ့အရှေ့ဘက်ကစက်တာ G အကြီးတို့သွားဆုံတယ်အဲ့ဒါအပြင်မှာဒီ R ဘက်အချမ်းက collecting ကုန်းနဲ့လည်းတဒန်းနဲ့ထပ်ဖြစ်သွားတယ်စန့်ကျင်ဘက်အချမ်းမှာလည်းအနှုတ်တက်ဆောင်တဲ့စက်တာ C အသေးနဲ့အရှေ့ဘက်ကစက်တာ C အကြီးနဲ့သွားဆုံကြပြန်အောင်အဲ့ဒါအပြင်ကို L ဘက်က collecting ကုန်းနဲ့လည်းသွားပြီးဆုံနေတယ်အဲ့ဒီတစ်ချိန်တည်းမှာပဲဒီအပေါင်းနဲ့ဆောင်နေတဲ့စက်တာ G အသေးရဲ့ influence ကြောင့်ဒီစက်တာ G ဘက်မှာ polarization ဖြစ်ပြီးတော့positive charge နဲ့ negative charge တွေကကွဲထက်သွားတယ်။အာဘက်ကုန်းနဲ့နီးတဲ့ဘက်မှာ positive charge တွေကသွားစုနေရော။တနည်းအားဖြင့်ဆိုရင်စက်တာ G အကြီးကစက်တာ G အသေးကောရဲ့အာကုန်းနဲ့နီးတယ်ပေါ့နော်။အာကုန်းရဲ့အချောင်းနေနဲ့နီးတဲ့မျက်နှာပြင်ဘက်မှာ positive charge တွေပဲဖြစ်သွားကော။အဲ့ဒီ positive charge တွေကဒီအာ collecting ကုန်းရဲ့ဒီချွန်ထက်လုံးနဲ့အချောင်းတွေဆွဲဆောင်မှုကြောင့်အဲ့အမှာသွားပြီးကတ်ကြတယ်။အဲ့ဒီအာကုန်းရဲ့ချွန်ထက်လုံးနဲ့ဒီအချောင်းတွေကြောင့်ပဲငကိုလေးနေကြမှာရှိပြီးသား negative charge တွေပေါ့နော်။တနည်းအားဖြင့် electron တွေကဒီဝါတစ်ချောက်စီးဆင်းပြီးတော့အဲ့ဒီချွန်ထက်လုံးနဲ့အချောင်းကနေတဆင်ဒီစက်တာတွေပေါ်မှာသွားပြီးတော့ကတ်တယ်တနည်းအားဖြင့်ဆိုလို့ရှိရင်ဒီလီဒင်ဂျာမှာငကိုရှိပြီးသား negative charge တွေကုန်သွားပြီးတော့ positive charge တွေပဲကျန်ခဲ့တယ်။ဒါချင်းမှရောက်သွားလို့ဆိုရင်ဒီထုံးပန်တိုင်းပဲဒီစက်တာပြားတွေပေါ်မှာ portion နေတဲ့ဒီ electric charge တွေကုန်သွားပြီးတော့အဲ့ဒီစက်တာတွေလုံးဝ neutral ဖြစ်သွားတဲ့အထိကိုဒီ collecting ကုန်းရဲ့အချောင်းတွေကဒီ portion နေတဲ့ charge ကိုစုပ်ယူလိုက်တယ်တနည်းအားဖြင့်ဆိုရင် electron တွေကိုဒီစက်တာပြားတွေပေါ်သွားပြီးပြစ်လွတ်လိုက်တယ်ပေါ့အဲ့လိုနည်းနဲ့ဒီ right back အချမ်းပေါ့နော်တနည်းအားဖြင့် R back အချမ်းမှာ positive electric charge တွေကိုစုဆောင်းနိုင်တယ်ပေါ့အဲ့ကောင်တွေကလေထင်ညာမှာသွားပြီးစုနေအဲ့လိုနည်းနဲ့ဒီတဆင်ချင်းအဲ့လိုလဲနေတန်းတိုင်းနဲ့ R back အချမ်းမှာကဒီ positive charge တွေသွားစုတယ်ပြီးရင် L back အချမ်းမှာကဒီ negative charge တွေသွားစုရင်းနဲ့အဲ့ဒီစုလာတဲ့ charge တွေကိုဒီလေထင်ညာဆိုတဲ့ capacitor ကြီးကတူလောင်းရင်းနဲ့ဒီ capacitor မှာလည်းစွန့်ရည်နေအရင်မြင့်လာတဲ့အခါမှာဒီ spark ကနေပြီးတော့အလွန်မြင့်မားတဲ့ high voltage တနည်းအားဖြင့်အလွန်မြင့်မားပြီးတန့်စင်တဲ့ high voltage DC ကိုဖောင်းကနေဆိုပြီးတော့ထုတ်ပြလိုက်ခြင်းဖြစ်တယ်ပေါ့ဒါကတော့ဒီ Winchester machine ကဒီ static electric တွေကိုဘယ်လိုစုဆောင်းတယ်ဘယ်လိုထုတ်လုပ်ပြီးတော့ဘယ်လိုပြန်ပြီးတော့ DC ဘို့အနေနဲ့ပြန်ထုတ်ပေးလဲဆိုတာပေါ့ Okay အရင်ကစက်ကိုအရင်မတိဆောက်ခင်မှာကျွန်တော် leading jar ကိုအရင်လုတ်ပြီးတော့စမ်းကြည့်ဖို့လိုတယ် leading jar အလုပ်မလုပ် leading jar ဆိုတဲ့ capacitor အလုပ်မလုပ်ပေါ့အဲ့ဒါကိုအရင်စမ်းကြည့်ဖို့လိုတယ်ဘာလို့လဲဆိုလို့ရှိရင်တကယ်လို့စက်ကိုမောင်းတဲ့အခါမှာတကယ် leading jar စက်ကပေါ့နော်ဒီမီးပွားမထွက်ဘူးဆိုလို့ရှိရင်ဒါ leading jar ကြောင့်လားစက်ကြောင့်လားဆိုတာကိုတက်ကွဲသိရအောင်လို့ leading jar ကိုအရင်လုပ်မယ်ပြီးရင်စမ်းကြည့်မယ် leading jar ကိုလျှက်စစ်သွင်းကြည့်မယ်သွင်းပြီးတော့ leading jar ကတကယ်လို့လျှက်စစ်ပြန်ထုတ်တယ်ဆိုလို့ရှိရင်စက်ကိုမောင်းတဲ့စက်နဲ့ချိတ်ပြီးမောင်းတဲ့အချိန်မှာတကယ်လို့မီးပွားမထွက်ဘူးဆိုလို့ရှိရင်တော့ဒါစက်ကြောင့်ကသိတဲ့အတွက်ကြောင့်မလို့ပြဿနာတစ်ခုရှင်းရရော့သွားပါ Okay ဟုတ် leading jar ကိုစောက်ကြည့်အောင် leading jar တိစောက်ဖို့ကဘာမှခက်ခဲတဲ့ပစ္စည်းမလိုဘူးရေပြီးရင်ကော်ချောင်းဒီကတော့ကပ်ဖို့ကော်ချောင်းရယ်ပြီးရင်မစားပေါ့စွန်းတစွန်းစားဘာစားပဲရအိမ်သုံးစားပြီးရင်မစတင်းချွေဘူးအဓိကတော့ဒီပြောင်ချောမျက်နှာပြင်ကိုလိုချင်တာနော်ဒီလိုအမအလူမီနီယံပြားကိုကတ်တဲ့အချိန်မှာအဆင်ပြေအောင်လို့ပြီးရင်အလူမီနီယံပြားမြန်မာလိုအိုးဖာတိတ်ပြီးရင်ဒီမှာဝါယာကြိုးတွေကကြီးနေချောင်းဒီကောင်ကအရှိကဒီအချွေဘူးရဲ့ချွေဘူးဆိုင်လောက်ပေါ့နော်ချွေဘူးဆိုင်လောက်အရှိ Okay ဒါပဲပြီးဆောက်လိုက်အောင်ရင်ဆုံး steam ဘူးရဲ့ဒီအဖက်ကိုချွတ်လိုက်မယ် Motherfuck Okay ချစ်ဘူးရရင်သူ့ရဲ့မျက်နှာပြင်မှာပေါ့နော်အလူမီနီယံပြားမြန်မာလိုအိုးဖာတိတ်ကိုကတ်လိုက်မယ်ပေါ့ဒီအောက်နေလေးပေါ့ဒီလောက်ကနေစပြီးကတ်လိုက်ကပ်ဖို့အရင်ဆုံးတိုင်းမယ်ပေါ့နော်
ဒီလောက်ကြောက်လောက်ဖြတ်ချလိုက်မယ်ချာလို့လက်နဲ့ပဲဖြတ်လိုက်မယ်โอเคပြီးရင်ဘူးမှာတော့ကလိုက်ပြီးသွားရင်ဒီဟိုဘူးတစ်တွေမလိုချင်ဘူးမနော်ဖြောင်းချိုးလေးဖြစ်အောင်လို့လက်သေးလေးနဲ့လိုက်ပြီးတော့ဖောင်းနေရပြီးဖြည့်ပြီးလိုက်โอเคအဲ့ဆိုရင်ရှာပြီးပြီးရင်စားတယ်စားကလက်ဖက်စားဆုံးတစ်စုံလောက်ထည့်ရင်ရတယ်တော့အဓိကဟိုရေရိုးကိုရေကကြတော့လျှက်မကူးနိုင်ဘူးဒါပေမဲ့လည်းအရင်တော့မဟုတ်ဘူးเนาะဒီကောင်မှာ resistance တွေအများကြီးရှိတယ်အဲ့တော့ရေရဲကိုစားထည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင် share ကိုလျှက်ကူးသွားပြီပေါ့နော် okay ပြီးရင်ရေထည့်မယ်ရေထည့်တဲ့အခါမှာဒီရေကဒီအလူမီနီယံပြားကိုကြော်အောင်ထည့်ပြရမယ်ပေါ့နော်ဒီရေရဲ့လေပြားဒီအလူမီနီယံပြားကိုကြော်နေရမယ်အတိလည်းရတယ်ကြော်ရတယ်ရခုမှနည်းနည်းလေးကြော်ထားတယ်ဟောရှိလေပြโอเคအဲ့ဒါပြီးရင်အဖုံးပြီးတော့ခက်လောက်လိုက်စားကြည့်အောင်โอเคပြောတော့စားရည်ပြောပြီဆိုရင်အဲ့မှာအဖုံးမှာပေါက်ဖောက်โอเคဒီမှာဒီဝါယာကြိုးလေးကိုအပေါက်ဖောက်ပြီးတော့ထိတ်ကကော်ဒီနဲ့ကတ်ထားရပါတော့ထိတ်မှာဝါယာတစားထုတ်ထားတယ်ပြီးရင်ဒီအရှိကြီးကကျတော့ဒီဘူးတဲ့ကိုထည့်မယ်ဟာသူ့အရှိကဒီရေနဲ့ကွက်တီလောက်ရေနဲ့ထိကိုထိနေရမယ်နော်โอเคအဲ့ပြီးသွားရင်ဝါယာကြိုးလေးကိုကောက်ထည့်လိုက်မယ်ပြီးရင်လေးတင်ကြကိုဖုံးမယ်โอเคဒါဆိုရင်လေးတင်ကြရပါပြီโอเคလုံးလောက်မလို့လားစမ်းကြည့်မယ် steady electric သင်ကြည့်တာပေါ့ steady electric ထုတ်ဖို့ကတော့ PVC pipe ကိုအဝတ်နဲ့ပုံမှာဖြစ်တယ်တခုတတိထားမှာတချို့အချိန်တွေမှာဆိုလို့ရှိရင် PVC pipe ကိုအဝတ်နဲ့ပုံပေမဲ့လည်း steady electric ထွက်မလာဘူးတွင်းငင်းလေးစစ်ထွက်မလာဘူးအဲ့လိုအချိန်တွေမှာဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ဒီ PVC pipe ကိုပေါ့နော် dryer လေးနဲ့အရင်ဆုံးပူပြီးတော့ခြောက်သွားအောင်လို့မှုတ်ပေးရမယ်ပေါ့ဘာလို့လဲဆိုရင်ဒီ PVC pipe ပေါ်မှာရေငွေ့ရှိနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီတင်းငင်လက်စစ်ကမထွက်နိုင်ဘူးပေါ့အဲဒါကြောင့်မို့လို့ဒီ PVC pipe ကိုရင်ဝင်ချောင်းလုပ်ပေးရမယ်โอเคအဲဆိုလို့ရှိရင်လီတင်ဂျာကိုတင်းငင်လက်စစ်သွင်းကြည့်အောင်ကဲအဲ့ဒါဆိုရင်လီတင်ဂျာကို state လက်စစ်သွင်းကြမယ်ပေါ့ရင်ဆုံး PVC pipe ကိုဦးစားနဲ့ပုတ်ပြီးရင်ဒီလီတင်ဂျာရဲ့ဒီအပြင်ဘက်အချမ်းကိုလက်နဲ့ကင်ပြီးတော့ဒီထိတ်ကအပိုင်းကိုတင်းရင်လက်စစ်ထွက်နေတဲ့ပိုင်းနဲ့ပုတ်ပြရမယ်အဲ့ဒါကိုပဲဒီ10ကောက်တော့ပေါ့နော်အဲ့လိုထိလိုက်ပုတ်လိုက်လုပ်ပြရမယ်အဲ့ဆိုရင် PVC pipe ကို static လက်စစ်သွင်းပြီးသွားပြီဆိုတော့ပြန်ပြီးထုတ်ရမယ်ပြန်ထုတ်ဖို့ဆိုလို့ရှိရင်ဒီအပြင်တစားကိုဝါယာကြိုးတစ်ချောင်းနဲ့ထိမယ်ပြီးရင်နောက်ထပ်ဝါယာကြိုးတစ်စားကိုတော့ဒီထိတ်နဲ့ထိပေးရမယ်ပေါ့နော်โอเคအဲ့ဒါစမ်းကြည့်အောင်โอเคစမ်းကြည့်မယ်စီးတဲ့တွေ့လိုက်တာโอเคဒါဆိုရင်လေရင်ကြလဲတိဆောက်လို့ပြီးသွားပြီနောက်ထပ်တစ်ခုထပ်ဆောက်ပြီးတော့ပြီးတာနဲ့ဝင်ရှက်မရှင်ကိုစာပြီးဆောက်လိုက်ကြတော့ပေါ့တခုမှထားမှာဘာလို့ဒီလေရင်ကြောင်အသွင်းတဲ့ချိန်မှာဒီအပြင်ဘက်တက်တုမျက်နှာပြင်ကိုလက်နဲ့ကင်ထားရလဲဆိုလို့ရှိရင်လက်နဲ့မကင်မနဲ့ဒီတိုင်းပဲထိတ် rule number 1 capacitor ကိုအသွင်းပြီးရဲ့ချိန်မှာအမြဲတမ်းသူတို့ရဲ့ထိတ်နှက်စာကိုပြန်ပြီးထိပြီးတော့ discharge ပြန်လုပ်ပေးပါဘာလို့ဆိုတော့ဒီကောင်ကြီးလက်စစ်ကိုဆက်ပြီးတိုးလောင်ထားတဲ့အတွက်ကြောင့်မို့လို့ဘာလို့ဒီလေရင်ကြောင်အသွင်းတဲ့ချိန်မှာဒီအပြင်ဘက်မျက်နှာပြင်ကိုလက်နဲ့ကင်ထားရတယ်ဆိုလို့ရှိရင်အဲ့ဒါမှဒီအပြင်ဘက်မျက်နှာပြင်မှာရှိတဲ့ electron တွေကဒီခန္ဓာကိုယ်ကနေတစ်ဆင့်စီးဆင်းသွားပြီးတော့ဒီကမ္ဘာမြေကြီးပေါ်ရောက်သွားပြီးဒီမျက်နှာပြင်ပေါ်မှာဒီအပေါင်းဓာတ်တွေပဲကြံအောင်လို့လက်နဲ့ကင်ထားခြင်းဖြစ်တယ်ပေါ့ okay နောက်ထပ်ဆက်လိုက်ကြရအောင် okay အကြောင်းအရာတွေအားလုံးနဲ့စုံစုံလေးနီးပါးပြောပြပါပြီဆိုတော့စကားတွေနိုင်ပြီးပြောတော့စတိုးတွေအများကြီးထွက်လို့ရေပုံးဆက်အတွက်လိုအပ်တဲ့ပစ္စည်းကိုလိုက်စုအောင်မယ်ရင်းများဆက်တော့မလို့
တိတ်မှရှိတဲ့ပစ္စည်းတွေနဲ့ရတယ်လေရင်ကြာနှလုံးကတော့တိဆောက်ပြီးသွားပြီဆိုတော့လေရင်ကြာတော့ကတော့ပူကြမလို့အဓိကဆက်အတွက်ပဲစဉ်းစားโอเคလိုတဲ့ပစ္စည်းတွေတော့စုပြီးသွားပြီဘာတွေဆိုတာကိုချက်ကြည့်အောင်ကဲဒီမှာတော့ဒါလိုတဲ့ပစ္စည်းတွေပေါ့ဒီကဖြစ်တဲ့ဒီလျှက်ကားပြတော့ CD သို့မဟုတ် DVD ခွေကိုအသုံးပြုမှာဖြစ်တယ်လက်ရှိမှာတော့ DVD ခွေကိုသုံးထားရပေါ့ပြီးရင် DVD ချက်အတွင်းမှာရှိတဲ့မလူလားအပ်တဲ့ကက်မီကယ်ကိုခွာဖို့အရက်ပြန်ဒါမှမဟုတ်လို့ရှိရင်လက်သေးဖြတ်ဆေးဆိုရင်ရတယ်လက်သေးဖြတ်ဆေးကပိုကောင်းတယ်ပေါ့ဒီကောက်မှာဒါအစီတုံးပါရတော့ကြောင့်မလို့အဆင်ပြေတယ်ဒါပေမဲ့မရှိဘူးရှိတဲ့ရက်ပြန်လည်းပဲဖြတ်မယ်မယ်တယ်စတာတော့ကတော့ over date ဒီမှာလိုပဲနောက်ပြီးပူလီအသေးတော့ကတော့လုံးပတ်ချော်ရဘောပြင်တစ်ချောင်းပူလီအကြီးတော့ကတော့ခက်တုစကူပူလီနဲ့လက်ကာပြားတွေကိုထိမ့်ဖို့က PVC ပိုက်ကို frame ဖြစ်သုံးမယ်ပတ်ကြိုးအနေနဲ့ကတော့နိုင်လွန်ကြိုးကိုဖြည့်လိုက်ပြီးအိတ်ထဲမှာကြိုးမြင်လေးကိုသုံးမယ်ဒီကောင်ကအကောင့်သေးပေမဲ့ထင်တော့မသေးနဲ့စောက်ကြောတော်တင်းတဲ့ကောင်တုံနဲ့မပြတ်ဘူးပူလီနဲ့ကြိုးတွေထိထိမိမိလဲပတ်နိုင်ဖို့တေးပင်နဲ့ငယ်သုံးမယ်ပြီးတော့ DVD ထဲမှာမပြတ်ဘဲနဲ့ကတ်ကြံနေခဲ့တဲ့အလူမီနီယံဝေဖာလေးတွေကိုခွာဖို့အတွက်ကော့ဘတ်လိုမယ်ပြီးရင်ဘာပဲလက်လာကတ်တွယ်ဖို့ super glue neutralization brush လုပ်ဖို့နည်းနည်းတောက်နေဟောတော့ wire ကြိုးဖြစ်ဖြစ်ဂျင်းနီကြိုးဖြစ်ဖြစ်ရတယ်ကျွန်တော်တော့ power supply နဲ့က inverter မှာပတ်ထားတဲ့လုံးပတ်ထူတဲ့ enamel wire ကိုသုံးထားတယ်ပြီးမှအပေါ်ကနေပြီးတော့ enamel ကိုဖယ်မှာပေါ့လိုအပ်တဲ့အပိုင်းတွေကိုဒါလေးနဲ့ချစ်ပြီးတော့ဖယ်လို့ရတယ် neutralization brush ရဲ့ထိတ်ကစုပ်တန်တဲ့ collating ကုန်းထိတ်ကအချောင်းတက်ကတော့ wire ကြိုးတွေကဂျင်းနီကြိုးမြင်မြင်လေးတွေကိုပဲသုံးမယ် collating ကုန်းရဲ့ power ပုံစံလေးအတွက်ကျွန်တော်တော့နည်းနည်းမာတဲ့ wire ကြိုးကိုသုံးမယ် wire ပေါ့ဒီကောင်ကတော့အခွန်ချုပ်ပြီးသား wire ကိုသုံးတယ်တင်းတို့မှာတခြားရှိတခြားသုံးလို့ရတယ်ပြီးရင်ကုန်းနဲ့လီရင်ကြောင်ချိတ်ဖို့အတွက်ဝါကြိုးအနေငယ်ပူလီတွေကိုတက်ရမယ်ဝင်ရိုးတစ်ခုကျွန်တော်တို့အင်တာနက်တိုင်းကိုတုံးလာတယ်ကဲဒါပါပဲအဲ့ဆိုလို့ရှိရင် DVD ချက်ပေါ်ကမလိုလားအပ်တဲ့အရာတွေကိုထည့်ထုတ်ကြမယ်ကဲအရင်ဆုံးဒီ CD ချက်တွေကိုရင်ပြင်ရမယ်ပေါ့နော် CD ချက်တွေကိုအသုံးချလို့ရအောင်လို့အရင်ပြင်ရမယ်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီ CD ချက်တွေရဲ့ပုံစံကကြတော့ဒီနှစ်ပြားချားမှာပေါ့နော်ဒီ aluminum foil တစ်ခုထည့်ထားတယ်အဲ့လိုပုံစံမျိုးလုပ်ထားရဖြစ်တဲ့ကြောင့်ဒီအထက်က aluminum foil ကိုဖယ်ပြရမယ်အဲ့တော့အရင်ဆုံးဒီနှစ်ပြားပေါင်းထားတဲ့ကောင်ကိုခွဲထုတ်အောင်ဘယ်လိုခွဲမလဲဆိုလို့ရှိရင်တို့ဒီမှာပေါ့နော်နှစ်လွှာရှိတယ်အဲ့နှစ်လွှာရဲ့ဟာတွေဓာတ်လေးနဲ့လို့တရားပေးပြီးတော့ခွဲထုတ်ပြရမယ်ပေါ့โอเคဒါပြီးရင်ဓာတ်ရဒီတိုင်းပဲဆွဲပြီးတော့ဖြတ်ထုတ်လိုက်ကွာဝိုင်းဒီကကွာဝိုင်းဒီအပေါ်ချောင်းမသုံးဘူးဒီအောက်ကအချမ်းကိုပဲသုံးပါအဲ့တော့အခုဒီမှာအလူမီနီယံလေးကကတ်နေတော့မယ်ပေါ့နော်ဒီလိုလက်ဂလိုးနေအကောင်ကြီးကတ်ဒီကောင်ကိုဖယ်ထုတ်ပါမယ်ပေါ့ဒီလွှာတွေကိုဒီကော့ဘက်လေးနဲ့လိုက်ပြီးစားပြီးလိုက်မယ်စားပြီးတဲ့အခါမှာပြောင်းသွားတော့တွေ့တယ်ပေါ့နော်အဲ့လိုမျိုးနဲ့ဒါကွန်အောင်လိုက်ပြီးစားပြီးအောင်ကဲအဲ့ဒါဆိုလို့ရှိရင်ကတ်နေတဲ့အလူမီနီယံကိုဖယ်ပြီးသွားပြီပေါ့နော်ကော့ဘက်နဲ့စားပြီးသွားပြီအဲ့ဆိုရင်ဒီအပေါ်မှာကက်မီကယ်အလွှာတစ်ခုရှိတယ်အဲ့ကက်မီကယ်အလွှာကိုဒီအရက်ပြန်နဲ့ချွတ်ကြမယ်ဘယ်လိုချွတ်မလဲဆိုတော့တစ်ရှူးမှာရက်ပြန်တုပ်ပြီးတော့နိုင်ကောင်လို့ပုတ်ပြရမယ်အပြာရောင်အလွှာတစ်ခုထက်ရှိတယ်ချက်ပြန်မှာတစ်ရှူးကိုတုပ်ပြီးသွားရင်ပုတ်ကြည့်လိုက်အဲ့တော့အပြာရောင်နေကုန်ပြီးတော့ဒီအဖြူရောင်ပဲလုံးဝကြည်သွားတဲ့အထိပေါ့နော်ပုတ်ပြရမယ်โอเคအဲ့ဆိုရင်ဒီမှာ solution တော့ပြီးသွားပြီပေါ့နော်လို့ပဲနောက်ချက်တွေကိုလည်းအဲ့ဒီတိုင်းပဲဆက်လုပ်တော့ပေါ့2,000 years later okay အခုမှတော့ပေးပြလုံးလုပ်ပြီးသွားပြီပေါ့နော်okay အဲ့ဆိုရင်နှစ်ပြားစီခွဲပြီးတော့ super glue နဲ့ကတ်မယ်ပေါ့နော် okay မှာ super glue ရပြီဆိုတော့အပြားလေးတွေကိုကတ်ကြမယ်ရှင်စုံဒီကောင်းနဲ့ပို့ပြီးအဆင်ပြေတယ်ဆိုတော့စမှုဖြစ်တဲ့ဘိုင်းကိုဒီစက်တာပြားတွေကတ်ဖို့ထားမှာပေါ့နော်ဒီဘက်ချန်တာစမှုဖြစ်တဲ့အချမ်းဆိုတော့အကောင်စက်တာပြားတွေကတ်မယ်ကတ်လိုက်မယ်စပကူကိုနည်းနည်းလေးပေါ့နော်ညီနေအောင်အဆင်ပြေတော့ပေါ့အဲ့ဆိုရင်တပြားကတ်ပြီးသွားပြီပေါ့နော်နောက်တပြားလည်းအဲ့လိုပဲကတ်မယ်โอเคအဲ့ဆိုရင်နှစ်ပြားလုံးကတ်ပြီးသွားပြီအဲ့ဒါဆိုလို့ရှိရင်စက်တာပြားတွေကိုလုပ်လိုက်ကြတာစက်တာပြားတွေလုပ်ဖို့ဆိုရင်သူ့ရဲ့ site အတိုင်းအတိအကျဖြတ်လို့ရအောင်လို့ပေါ့နော်ရင်ကုန်မိုးပုံမှန်အရင်လောက်ရမယ်ပေါ့နော်ရင်ဆုံး CD ခွေကိုတင်လိုက်တင်သွားရင်သူ့အရာပြီးလိုက်ပေါ့နော်โอเคအရာပြီးသွားပြီဆိုရင်အဲ့ဒီအရာလေးအတိုင်းပဲမြင်းပြီးလိုက်ပြီးဆွဲပြီးလိုက်ဒီစုံဝိုင်းကိုပေါ့နော်၄တောင်ထဲမှာထည့်ပြီးဘောင်းခတ်လိုက်တဲ့ပုံစံမျိုးပေါ့ရပြီဆိုရင်ဒီဘက်ထောင်းတွေကိုဆက်ပြီးဆွဲပေးလိုက်โอเคအဲ့ဒါဆိုရင်ဒီမြင်းကြောင်းစုံတဲ့နေရာကဒီစုံဝိုင်းရဲ့အလယ်မှတ်ဖြစ်သွားပြီပေါ့နော်ပြီးရင်90 degree 45 degree ပေါ့နော်45 degree စီအမှတ်လေးမှတ်ပေးလိုက်မယ်
45 degree စီစောင်းပြရမှာပေါ့နော်40ပြီးအဲ့ကောင်လေးကိုမြင်းဆက်ဆွဲလိုက်မယ်အလယ်မှတ်ကနေပြီးတော့ဒီဆက်ဝိုင်းကိုပေါ့နော်ရှစ်စိတ်ပြီးသွားပြီပြီးရင်ဒီဆက်ဝိုင်းကနေပြီးတော့5 cm လောက်ခွာပြီးတော့နောက်ထပ်ဆက်ဝိုင်းတစ်ခုဒီထဲမှာထပ်ပြီးဆွဲမယ်ပေါ့နော်ဒီထိတ်ကနေပြီးတော့5 cm မဟုတ်0.5ပေါ့နော်0.5 cm ပေါ့1 cm မပြည့်ဘူးတော့โอเคမိုးလို့ဖို့တော့ကကြတော့ဒီလိုနည်းနည်းထူတဲ့စက်ကိုသုံးမယ်ပေါ့နော်ဒီစက်ကိုသုံးမယ်မတော့မိုးလေးရပြီပေါ့နော်မိုးရဲ့ site ကိုတော့ဒီမှာပြထားရပေါ့နော်ဒီ site တိုင်းလေးပဲဖြတ်လိုက်ပေါ့နော်ဒီထိတ်ကဟိုအဝိုက်လေးတွေကတော့ကိုလက်မှန်းလေးနဲ့ဝိုက်ပေါ့နော်ဒီမှာသွားပြီးတော့ဆိုင်ကြီးဖို့โอเคအဲ့ဒါဆိုလို့ရှိရင်အလူမီနီယံပေါ်မှာအရာပေးပြီးတော့အလူမီနီယံအပြားလေးတွေကိုညှက်ကြမယ်စက်တာတွေကိုဖွဲတဲ့ခါမှာအလူမီနီယံဒီပြားပေါ်မှာမဖွဲဘူးเนาะဒီအနောက်မှာပဲဆွဲမှာโอเคညင်ဆွဲလိုက်ရအောင်โอเคဆွဲပြီးတဲ့ခါမှာဒီအပေါ်မှာပေါ့နော်အမှတ်လေးတွေပေးခဲ့တယ်ဒီမြင်းဖြောင်းအတိုင်းအမှတ်လေးတွေပေးထားရပေါ့နော်โอเคအဲ့အမှတ်လေးအတိုင်းပဲပေးတယ်လေးနဲ့နည်းခပ်ဖွားလေးဖိဆွဲလိုက်ရင်အားမပါနဲ့ပေါ့နော်ဆုတ်သွားမှာဆိုလို့အဲ့ဆိုရင်ဒီဘက်မှာပေါ့နော်ဒီအလူမီနီယံထိတ်မှာလေတွေ့လားအရာလေးကျန်ခဲ့တယ်โอเคဒီမှာပြန်ကတ်လို့ရှိရင်အဲ့အရာတိုင်းပဲကတ်မှာမလို့ပေါ့နော်အဲ့လိုနဲ့ငါလုံးပေါင်း16ခုဆွဲကြမယ်ကဲ16ခုဆွဲပြီးသွားပြီဆိုတော့ဒီကောင်လေးကိုဖြတ်လိုက်ကြအောင်โอเค16ခုဆုံးရပါပြီဆိုတော့ကတ်လိုက်ကြအောင်โอเคအခုရင်စက်တာတွေကိုအပြောင်းမှာကတ်မယ်ပေါ့နော်ဒီအောက်ခံ frame မှာအရင်ဆုံးညီအောင်ထားမယ်ညီအောင်လို့ဒီဘေးတောင်လေးတွေကိုပေါ့နော်ဒါလေးနဲ့ကတ်လိုက်မယ်အခုနှစ်ဖက်စလုံးမှာညီအောင်ကတ်ပြီးသွားပြီပေါ့နော်ပြီးရင်ဒီစက်တာပြားလေးကိုကတ်မယ်ပေါ့နော်စက်တာပြားလေးကိုကတ်ဖို့ညီအောင်တိတ်ကိုခွာလိုက်မယ်ခွာပြီးသွားရင်စာကနာလေးနဲ့ပေါ့တေချာတင်โอเคတင်ပြီးသွားပြီဆိုရင်ဒီမှာရှိရပေါ့နော်ဒီမင်းချောင်းအတိုင်းလေးဒီဒုတိယစော်ဝိုင်းရဲ့ထိတ်နဲ့ဒီထိတ်နဲ့ကွက်တီဒီမင်းချောင်းနဲ့ဒီမင်းချောင်းနဲ့ကွက်တီဖြစ်အောင်ကတ်ပေးလိုက်မယ်โอเคတပြားရပြီကျန်တဲ့အပြားတို့လည်းအဲ့လိုပဲကတ်သွားမယ်ပေါ့နော်โอเคတပြားတော့ကတ်ပြီးသွားပြီနောက်တပြားပဲထပ်ကတ်ကြအောင် 2,000 years later. โอเคခုဆိုရင်တော့နှစ်ပြားလုံးပြီးသွားပြီပေါ့နော်နှစ်ပြားလုံးကိုထပ်ကြည့်လိုက်လို့ရှိရင်တစ်ခုနဲ့တစ်ခုကထပ်နေရမှာဗျာဘယ်လိုအချိန်တွေပါဖြစ်ဖြစ်အတက်နိုင်ဆုံးထပ်နေရမယ်โอเคโอเคနောက်ဆင်းဆက်တော့โอเคဒီမှာဆိုလို့ရှိရင်တော့ဒီလျက်ကပြားမှာတက်မယ်ပေါ့နော်ဒီ frame ပူလီအသေးလေးပေါ့နော်ပူလီအသေးလေးနှစ်ခုကိုလုပ်ပြီးသွားပြီတစ်ခုနဲ့တစ်ခုပေါ့နော်ဟိုပူးမနေအောင်ငြိမ်နေအောင်လို့ဒီ router တစ်ခုပေါ်မှာပေါ့နော်တက်ထားတယ်ဒီကောင်ကြတော့ဒီအောက်ကပူလီအကြီးတော့ပေါ့နော်ဒီမှာဒါပူလီအကြီးနှစ်ခုပြီးရင်ဒီမှာအထိန်ဟာလေးပေါ့နော်တကယ်လို့ frame ပေါ်မှာတက်မယ်ဆိုလို့ရှိရင်ဒီ frame ကိုပေါ့နော်ဒီနှစ်ခုနဲ့ညှက်ထားမှာအဲကြရင်ရှင်ဒီအချောင်းကြီးကမရမ်းတော့ပဲနဲ့ငြိမ်နေမှာအဲ့လိုပုံစံမျိုးနဲ့တက်ထားရပေါ့နော်ဒီမှာလက်ကင်တက်ပြီးတော့လှည့်မှာပေါ့နော်တစ်ခုဆိုလို့ရှိရင်လည်းစမှုဖြစ်အောင်လို့စမှုဖြစ်တဲ့တန်ကြောင်းပေါ့နော်ဒီတော့ဒါ radio antenna တိုင်းပေါ့နော် radio antenna တိုင်းကိုဘောပင်နဲ့အန်ကိုက်ဖြစ်မဲ့အစ်စ်ကိုဖြတ်ထားโอเคဒီမှာဆိုလို့ရှိရင်ဒီမှာအပြားလေးမှာတက်ပြီးသွားပြီတက်နိုင်တော့ဟိုအပြားနှစ်ခုပူးနေရမယ်ပေါ့ဟိုပြီးရင်ဒီပတ်ကျိုးနဲ့ပေါ့နော်ဆွဲရချိန်မှာပတ်ကျိုးနဲ့ဒီဟိုပူလီနဲ့ကောင်းကောင်းထိမိဖို့အတွက်ဒီသူတို့ရဲ့အပေါ်တေးဝင်းလေးပတ်ပြီးလိုက်မယ်โอเคတက်ပြီးသွားပြီပေါ့နော်နောက်တစ်ဖက်ကိုလည်းအဲ့လိုပဲတက်မယ်โอเคအဲ့ပူလီလေးနှစ်ခုစလုံးမှာဒီတေးဝင်းလေးတက်ပြီးသွားပြီပေါ့နော်ပူလီကြီးမှတက်ကြမယ်ပူလီကြီးအတွက်လည်းတက်ကမယ်ဆိုတော့โอเคဒီတစ်ခုကတော့တက်ပြီးသားဆိုတော့လို့တော့နော်ဆိုရင်ပူလီတွေမှာလည်းတေးဝင်းတက်ပြီးသွားပြီနောက်တစ်ခုဆက်တော့လိုက်အောင်ကဲနောက်တစ်ခုကြားလို့ရှိရင်ဒီအောက်ဘေးက frame ကိုလုံးပါဗောနော်
ဘေးရောက် frame ကြောင့်ဒီ PVC pipe ကိုဒီလိုနှစ်ချမ်းချမ်းလိုက်မယ်နှစ်ချမ်းချမ်းပြီးမှဒီကောင်တို့ညီအောင်လို့ဒီမှာအပေါက်ပြန်ဖောက်မယ်ပေါ့နော်ပူလီအကြီးတက်မဲ့ဝင်ရိုးကိုဒီနားဒီမှာဖောက်မယ်ပြီးရင်ဒီအပေါ်ဆုံးမှာကပူလီတွေကိုဒီတိုင်းပဲကတ်ပေးလိုက်မယ်โอเคဒီကောင်ကိုရုံနှစ်ချမ်းချမ်းမယ်ကဲနောက်ဆုံးမှာတော့အပေါက်ဖောက်လို့ပြီးသွားပြီပေါ့နော်အပေါက်ကဒီပေါ့နော်ပူလီအကြီးအဲ့ရဲ့ဝင်ရိုးလေးချောင်းချောင်းချိချိနဲ့လေလို့ရအောင်လို့အဲ့လောက်ပဲအဲ့လောက်ရင်းနဲ့မကျဘူးရင်းလည်းမကျင်းဘူးပူလီဒီဝင်ရိုးလေးကောင်းကောင်းမွန်လေလို့ရတော့ပဲဖောက်ထားโอเคအဖင်ဒီကောင်လေးကိုညင်အောင်အောက်ခံခုံပေါ်မှာတက်လိုက်ပဲပေါ့နော်အဲ့တော့ဒီခုံပေါ်မှာသုံးမယ်ကတ်မှာတော့ဒီကော်ချောင်းနဲ့ပဲကတ်လိုက်မယ်ပေါ့နော်ဥပမာတော့ကော်ချောင်းနဲ့ထိုးပြီးသွားပြီထိပ်ပြီးနောက်ပိတ်ကတက်ထားရပါတော့ပြီးမှဒီကောင်လေးကိုပြီးမှပေါ့နော်ဟိုအသေးပုံစံမျိုးပြန်ကတ်မှာပေါ့ဒီလိုရှိရတော့လဲလို့ရပါပြီโอเคမလို့စဉ်းစားသွားကြမယ်ပြီးရင်ဒီဘက်ဘေးမှာပေါ့နော် collecting ကုန်းအတွက်အခန့်ပေါ့နော်ဒုတ်ချောင်းလေးနှစ်ချောင်းဖိုက်ထားရပေါ့နော်အဲ့ဒုတ်ချောင်းလေးတွေကညီနေရမယ်သွားထီလို့မရဘူးဒီမှာအဲ့တိုင်းပဲအဲ့ဆိုရင် collecting ကုန်းကိုလောက်ကြတာပေါ့collecting ကုန်းတက်ကဒီလိုကြီးနီဝါယာကိုသုံးမယ်အဲ့ကောင်မှဒီဝါယာကျိုးတွေကဒီနန်းကျိုးမြင်မြင်လေးတွေနဲ့အချောင်းပုံစံလုပ်မယ်ပေါ့နော်ကျွန်တော်ထွက်သွားပြီပြန်အဲ့ကောင်ခဲလေးတို့လိုက်စာအုပ်ဆောက်ပုံမှန်ရင်ဝေးမယ်ပေါ့နော် site ကထားလာပေါ့နော်ထားလာအခွေလေးကိုသုံးမယ်အဲ့ဒါကိုနှစ်ခုလုပ်မယ်ပေါ့နော်ဘာလို့ဘယ်ညာတက်မှာဆိုတော့လေခီအဲ့ဆိုရင်နှစ်ခုရပြီအဲ့ဒါမှထိတ်လေးမှာဒီကောင်လေးတက်လိုက်မယ်ပေါ့နော်ပြီးဒီဘက်ထိတ်မှာလည်းချင်းနီဝါယာလေးကိုသွားပြီးတက်ထားရမယ်ဖြေရပြီနောက်တစ်ခုတည်းအဲ့လိုပဲတက်မယ်ငုတ်တိုင်လေးညင်ညောင်လို့ခဲတူရမယ်ပေါ့နော်ခင်းစီနေနေသုံးမယ်ပြီးရင်ခဲတူပြီးရင်ဒီဘက်ထိပ်မှာပေါ့နော်ထွက်နေတဲ့အစာလေးကိုကကြီးလေးနဲ့လိုက်ပြီးတော့တိပြရမယ်โอเคအားလုံးပြီးသွားရင်ဒီသူတို့ရဲ့အလဲကနေပြီးတော့ဖြတ်ထုတ်လိုက်အဖင် collecting ကုန်းရဲ့အချောင်းပုံစံရပြီနောက်တစ်ခုလည်းဖြတ်ထုတ်ပြရဒီမှာဒီ collecting ကုန်းမှာဟိုဒီဒီဂျာနဲ့ချိတ်ဖို့ပေါ့နော်ဝါယာတက်အောင်မယ်ဝါယာလေးတက်လိုက်ဝါယာကိုလည်းလိုပဲခဲဆော်ပြီးလိုက်မယ်ကဲအဲ့ဆိုရင်တော့ဒီမှာဝါယာလေးချိတ်ပြီးသွားပြီပေါ့နော်ဆက်မှာတက်ကြအောင်ဆက်မှာကုန်းလေးကိုတက်မယ်ကွာဝေးကဒီကောင်လေးတွေကိုကစားပြရအောင်တစ်ဖက်ပြီးသွားရင်နောက်တစ်ခါလည်းအဲ့လိုပဲတက်မယ်ကဲအဲ့ဆိုတော့ coloring ကုန်းတစ်ခုစလုံးတက်ပြီးသွားပြီပေါ့နော် neutralization brush ကိုလုပ်ကြမယ် neutralization brush လည်းလုပ်ပြီးသွားပြီပေါ့နော်လောက်တာတော့မပြတော့ဘူး coloring ကုန်းလုပ်သလိုပဲဒီကောင်နဲ့လောက်ရလွယ်လို့ဒီထိတ်မှာကကျိုးသေးသေးလေးပဲထားထားရပေါ့နော်တစ်ချောင်းပဲထားထားတယ်5တူရွယ်စားတူ2ချောင်းနောက်ဆုံးတစ်ခုအနေနဲ့တော့ပတ်ကြိုးအတွက်ကတော့ဒီနိုင်လွန်ကြိုးထဲကချောင်းချင်းစီကိုသုံးမယ်ဘာလို့ဆိုဒီကောင်လေးတွေကအကောင်သေးပြီမဲ့ဒီကောင်လေးစောက်ကြောတင်းနေပေါ့နော်ဒီကောင်လေးကိုစပါကလုံးနဲ့ကပ်ပြီးတော့ပတ်ကြိုးအနေနဲ့သုံးမှာပေါ့နော်တစ်ခုပေါ့နော်ပြောဖို့မေ့သွားတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီကောင်လေးပေါ့နော်အပြားနှစ်ချက်ကိုဟိုဒီဝင်ရိုးပေါ်မှာတက်တဲ့အခါမှာဒီအပြားနှစ်ချက်ရဲ့ကြားမှာအလိုဝါရှာလေးနှစ်ခုခံပေးရမယ်ဟိုတကယ်လို့ဒီအပြားနှစ်ချက်ကိုအဲ့လိုတို့တစ်ခုနဲ့တစ်ခုပူးပြီးထားပြီးတော့လဲတဲ့အခါမှာဒီကောင်တစ်ခုကဟိုစက်ညင်မဲ့ရက်ကိုလဲကြမှာလေအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီအပြားကြီးကပုတ်တိုက်မှုဖြစ်သွားတယ်ပုတ်တိုက်မှုကြောင့်ဆက်လဲပေါ့နော်လဲရတာခက်တယ်ပြီးသွားတဲ့အပြင်အဲ့ပုတ်တိုက်မှုကြောင့်ထွက်လာတဲ့စွမ်းရည်တွေကြောင့်ငကိုအပြားပေါ်မှာစုထားတဲ့လျှက်စစ်တွေကလည်းပျောက်သွားနိုင်တယ်ကဲအဲ့ဆိုရင်လိုအပ်တဲ့ပစ္စည်းတွေလည်းစုံပြီဆိုတော့ဆက်ကိုစပြီးရှင်းလိုက်ကြမယ်ပေါ့နော်ပြောဖို့မိွားတစ်ခုကဟိုဒီလိုဟာမျိုးလေးတစ်ခုလောက်ထားတယ်အဲ့ဘာလို့လဲဆိုလို့ရှိရင်တကယ်လို့ဒီတက်ပြီးလှည့်တဲ့အချိန်မှာဒီကောင်ကြီးအဲ့လိုတစ်ခုနဲ့တစ်ခုခွာမဝအောင်လို့ stable ဖြစ်အောင်ပေါ့နော်တည်ငြိမ်နေအောင်လို့ဒီဘေးကနေတစ်ခုနဲ့ခံထားမယ်ပေါ့နော်အဲ့လိုဟာမျိုးတစ်ခုလောက်ထားတယ်ဒီဘက်ထိပ်မှာတစ်ခုတက်မယ်ပေါ့နော်โอเคအဲ့ဆိုရင်ဆက်ကိုစပြီးရှင်းကြမယ်ကဲအဲ့ဆိုတော့စတင်ပြီးတော့ပစ္စည်းရှင်းလိုက်ကြတာပေါ့ရှော့ရှူနဲ့လဲပြီးဆိုရင်ထိတ်ကိုစီးကပ်မယ်โอเคပြီးရင်ဒီကောင်လေးဆင်းโอเคဒီ collecting ကုန်းနဲ့ကားရတယ်နော်ပြီးမှပြန်ပြီး adjust လုပ်
ပြီးရင် neutralization brush ကိုတက်မယ်Ace ပုံစံနော် crop ပုံစံတက် Okay အဲ့တော့တက်လို့ပြီးသွားရင်ပူလီတက်မယ်ပေါ့နော်ဟိုပတ်ကြိုးတက်မယ်နောက်ဘက်ချမ်းကိုပြောင်းမြန်တက်လိုက်မယ်ခြေပြီးသွားရင်ကြိုးထုံးရှိတဲ့နေရာလေး super glue နဲ့လည်းတို့ပြီးလိုက်ပေါ့နော် Okay အရင်တစ်ဖက်ပြီးသွားပြီနောက်တစ်ဖက်လည်းလိုနည်းနဲ့ပဲတက်မယ်ပေါ့နော်နောက်တစ်ဖက်မှာတော့ဒီလှည့်ကြိုးကိုအတဲတိုင်းထည့်လိုက်မယ်Okay အဲ့ဒါတက်ပြီးသွားပြီနော်ပြီးရင်တော့ဒီပူလီတွေကိုညင်နေအောင်လို့ဆိုပြီးတော့ဒီပူလီနဲ့အဲ့ဒီလှည့်တဲ့ဒီအချောင်းတွေကိုပေါ့နော် super glue နဲ့ထပ်ပြီးတော့ဆော့ပြီးလိုက်စိတ်မနေဒီလှည့်တာနဲ့လေတယ်ဒီဘက်ချမ်းမှာလည်းလေတယ်ပေါ့နော်ပြီးသွားရင်ဒီ coloring ကုန်းပေါ့နော်ညှိမယ်နော်ဒီအချုံလေးတွေကိုကားထားပြီးတော့ကိုယ်ပြတယ်ဒီမှာဆိုရင်တစ်ခုနဲ့တစ်ခုထိမနေအောင်ကားလေးဒီဘက်ချမ်းအပြားရယ်ဒီဘက်ချမ်းအပြားရယ်ကကုန်းလေးနဲ့တန်းနဲ့ဖြစ်နေရမယ်ပေါ့နော်နောက်တစ်ဘက်ချမ်းကိုလည်းအဲ့လိုပဲလုပ်မှာပေါ့နော်ကဲအဲ့ဒါနှစ်ဖက်စလုံးမှာထားပြီးသွားပြီပေါ့နော်အညီ Okay the neutralization brush ကိုညှိမယ်ပေါ့နော်ဒီကောင်ညှိတဲ့အခါမှာထုံးမှန်တိုင်း unity degree ထားပြီးညှိရမှာဆိုတော့90 degree ဖြစ်အောင်ဒီပုံစံမျိုးပေါ့နော် pressure စုပ်တံတွေကဒီဘက်အပြားမှာလည်းထိနေရမယ်ပြီးရင်ဒီဘက်အပြားမှာဆိုလည်းသွားပြီးထိနေရမယ်လှည့်လိုက်မယ်ပေါ့နော် Okay လှည့်လိုက်တဲ့အချိန်မှာဒီကောင်နဲ့ထိနေတယ်ပြီးရင်ဒီဘက်ချမ်းက brush ရဲ့ဒီအပြောင်းလေးကသွားပြီးထိနေရမယ်ပေါ့နော်ဒီမှာရှိမယ်ပေါ့နော် Okay ပြီးရင်ဒီကောင်တစ်ခုကိုလှည့်လိုက်တဲ့အချိန်မှာဒီမှာရှိတဲ့ brush လေးကအပြင်ကိုရောက်သွားပြီပေါ့နော်တခြားနေရာကိုသွားထိသွားပြီအဲ့ဆိုရင်ဒီဘက်ချမ်း brush ကလည်းအဲ့လိုတခြားနေရာမှာပဲသွားထိနေရမယ်ပေါ့နော်အဲ့လိုစီးချက်ညီနေရမယ်ဟိုဘက်တစ်ချမ်းကိုလည်းအဲ့လိုပဲတက်မယ်ပေါ့နော် Okay အဲ့ဆိုရင်ဒီဘက်ချမ်းနဲ့ညှိပြီးသွားပြီပေါ့နော်ပြီးရင်လက်လှည့်တန်တက်မယ်ပေါ့နော်လက်လှည့်တန်တော့ထွေထူးဘာမှမရှိဘူးရှိရတခုကောက်ထိုးထဲတိုင်းရပြီလက်လှည့်တန်နေရတော့ဒီမှာရှိတဲ့တန်ချောင်းလေးကိုပေါ့နော် connect ကပ်ပြီးသုံးမှဖြစ်တယ်ကိုကမကြမ်းတော့ဘူးမကြမ်းတော့များရနေတော့သုံးရမယ်ကဲလက်လှည့်တန်နဲ့တက်ပြီးသွားပြီဟောအဲ့ဆိုတော့ဒီ leading jar capacitor တွေကိုတက်လိုက်ကြမယ်ဒီမှာပေါ့နော် capacitor နှလုံးရှိရယ်အဲ့ကောင်တွေကိုတက်မှာဒီမှာတင်ထားလိုက်ပြင်ပေါ့နော်အပြင်တက်တူပြားနှစ်ပြားကိုဆက်ထားမှာဆိုတော့ဒီကောင်ကိုဆက်ပေးလိုက်မယ်ဝါယာကြိုးတစ်ခုနဲ့ချိတ်ဆက်ပေးလိုက်မယ်ဒီမှာနော်ဝါယာကြိုးကိုဒီဥဖာတိတ်နဲ့ပဲဒီနှစ်ခုမှာကပ်ပေးလိုက်မယ်โอเคလီဒင်ဂျာတစ်ခုလည်းချိတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ကလီဒင်ဂျာရဲ့တစားကိုဒီဘက်က quality ကုန်းရဲ့တစားနဲ့ချိတ်မယ်ဒီဘက်ကတစားကိုဒီဘက်က quality ကုန်းရဲ့တစားနဲ့ချိတ်မယ်ပေါ့နော်ချိတ်လိုက်အောင်โอเคချိတ်ဝိုင်းဝင်ဒီကုန်းနှစ်ခုကြားပေါ့နော်ဒီလောက်ခွာထားလိုက်ခွာထားပြီးသွားရင်ဆက်ကိုစပြီးလဲကြည့်မယ်ဆက်ကိုလဲပြီနော်လဲကြည့်တဲ့အခါမှာမီးဘွားကထွက်မလာဘူးပေါ့။နောက်ဆိုရင်ဖြည့်ရှင်းလို့ရတဲ့ဟာတစ်ခုရှိရဲ့ဒီ neutralization brush နဲ့ဒီစက်တာပြားလေးနဲ့ထိနေနေရပါတော့။အဲ့နားမှာအဲ့လိုအမှောင်ထဲမှာကြည့်လိုက်လို့ရှိရင် corona charge တွေပေါ့နော်အဲ့လိုမီးဘွားလေးလိုပုံစံမျိုးထွက်နေရမယ်။တကယ်လို့ထွက်နေပြီဆိုလို့ရှိရင်တော့ okay ဒါဆိုရင်ဒီကောင်ကဒီစက်မှာလက်စပြန်နေကြမလို့ဘူး။ coloring ကုန်းမှာမဟုတ်လို့ရှိရင်ဒီဘက်ပေါ့နော်ဒီ brush ရဲ့ position မှားနေလို့မီးဘွားထွက်တယ်ဆိုရင်တော့စုပ်တန်ရဲ့ position တွေကမမှားဘူး။ coloring ကုန်းကိုသွားကြည့်တဲ့အချိန်မှာလေ coloring ကုန်းတွေကလည်းဒီလိုအရန်နီးနေတယ်။အဲ့ဒါအဆင်ပြေတယ်။လှည့်ကြည့်တဲ့အခါမှာမီးဘွားလေးကတေးလေးပဲထွက်တယ်ဆိုတော့ brush ရဲ့ဒီ direction chain ပေးရမယ်ပေါ့နော်ဘယ်လို chain ပြမယ်ဆိုရင်အခုဒီဘက်ချမ်းမှာ45 degree ဆိုရင်ဒီကောင်45 degree မထားဘူးဒီစုပ်တန်ကိုဒီဘက်မှာထားပြီးဒီဘက်စုပ်တန်ဒီဘက်မှာထားမယ်ဒီဘက်ချမ်းကိုလည်းအဲ့လိုပဲ chain ပေးရမယ်ပေါ့နော်အခုဒီမှာရှိရဲ့ဒီစုပ်တန်ကိုဒီကောင်းနေရာမှာထားမယ်ပေါ့နော်ဒီနေရာမှာထားပြီးဒီအောက်ဆုံးစုပ်တန်ကိုဘက်ချမ်းမှာသွားထားရမယ်စုပ်တန် position ကို chain ပေးလိုက်မယ်အဲ့ဒါဆိုရင်တော့မီးဘွားထွက်လာနိုင်တယ်ပေါ့နော်โอเคချက်ကြည့်ရမယ်ဟာဆင်ပြီးပါဦးဘာဖြစ်လဲဆိုတော့ဒီမှာပေါ့လုံးနေနေနဲ့
ဒီမှာကျိုးတွေကပြတ်သွားတယ်ပေါ့နော်โอเคတစ်ဖက်ပဲလေတော့တယ်တစ်ဖက်ကကျိုးကပြတ်သွားတယ်ပြတ်သွားပြီးတော့အဲ့ကျိုးကိုပြန်တက်ဖို့ကြတော့လေစူပါဂလူးကကုန်သွားပြီပေါ့နော်စူပါဂလူးကလည်းထပ်ဝယ်ဖို့ဘတ်ဂျက်ကအဆင်မပြေဘူးတပူးကို1000ကျော်သွားပြီဆိုတော့ဒါကတော့ရောင်းနေပဲပြီးသွားပြီပေါ့နော်လုံးလို့မရလားဆိုတော့မဟုတ်ဘူးလုံးလို့ရတယ်အဓိကကျိုး level ကျိုးပြန်တက်ပြီးသွားရင်တော့မောင်းလို့ရတယ်ပေါ့နော်မောင်းလို့ရသွားပြီအဆင်ပြေသွားလိမ့်မယ်ဒီ level တဲ့ကျိုးမရှိတဲ့အတွက်ကြောင့်မို့လို့ပြလို့တော့မရတော့ဘူးပေါ့နော်လုတ်ကြည့်ပါပြီးလေဒီချန်နဲ့ချစ်ကြည့်ပါအဆင်ပြေသွားလိမ့်မယ်မရပါမယ်ဒီမှာ demo version လောက်ထားရရှိပေါ့နော် demo လေးဒီ demo မှာတော့အဆင်ပြေတယ် demo လုပ်ပြီးမှလက်တွေ့လုပ်တဲ့ဟာကိုလုပ်ပြရဆိုတော့ demo မှာအဆင်ပြေတဲ့အတွက်ကြောင့်မလို့လက်တွေ့မှာလည်းအဆင်ပြေသွားလိမ့်မယ်ဒီလိုကိုယ်တိုင်လုပ်ကြည့်ပါရသွားပါလိမ့်မယ်ဘာကြောင့် windshield machine ကိုလုပ်တာလဲဆိုတော့ရှေ့မှာပြောခဲ့သလိုပဲအဓိကတော့ဒီအရင်ခေတ်ကပေါ့နော်ဒီနှစ်စစ်ဒီပစ္စည်းအရင်မဖွင့်ပြသေးတဲ့အချိန်တုန်းကသူတို့ကဒီလို high voltage ကိုထုတ်ဖို့ကျူးကားတယ်အဲ့လိုကျူးကားတဲ့အချိန်မှာဘာနဲ့လုပ်လို့ရလဲ windshield machine နဲ့ high voltage ကိုထုတ်ရတယ်ထုတ်ပြီးတော့ဘာမှသုံးလဲဆိုလို့ရှိရင် particle physics နဲ့ပဲလို့ပဲပြောရမှာလားဒါမှမဟုတ် modern physics မှာပေါ့နော်အသုံးချကြတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် X-ray ကျူတွေမှာသုံးတယ်ပြီးသွားလို့ရှိရင်ဒီကတ်တုတ်တွေပေါ့နော်ဒီလေဟာနယ်ထဲမှာ electron ဘယ်လိုသွားလဲဆိုတာလေ့လာဖို့အတွက်အဓိကတော့လေဟာနယ်ထဲမှာ electron တွေကိုဖြတ်သွားဖို့ဆိုလို့ရှိရင် high voltage တွေပေးကျွေးရတယ်အားကြောင့်မို့လို့ဒီလို windshield machine ကနေထုတ်ပြီး high voltage တွေနဲ့ဒီကောင်တွေကလေဟာနယ်ထဲကိုဖြတ်သွားပြီးတော့ electron တွေရွေ့သွားတဲ့ပုံတွေကိုလေ့လာကြတယ်အဲဒါကြောင့်မို့လို့ဒီ windshield machine လို့ high voltage generator တွေကိုဖန်တီးခဲ့ရင်ဖြစ်တယ် high voltage generator ဆိုမဲ့ဒီကောင်တော့ electrostatic generator ဒီညင်လက်စိတ်ကိုအဓိကထားပြီးတော့ high voltage ထုတ်ပြီးတဲ့ကောင်တွေပေါ့လက်တွေ့လုပ်တဲ့အပိုင်းမှာတော့နည်းနည်းခက်ခဲသွားပြီပေါ့နော် super glue မရှိလို့ပွားပြတ်သွားတဲ့အပိုင်းလေးပေါ့ကိုယ်တိုင်လုပ်ကြည့်ပါတကယ်လို့တိဆောက်ကြည့်လို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းcomment မှာမေးလို့ရတယ်ပေါ့နော်ဒီဗီဒီယိုလုပ်ဖို့ဘယ်လောက်တောင်ကြာပါလဲဆိုရင်အဓိက demo ဆောက်တာက2ပတ်လောက်ကြာပါတယ်ပေါ့နော်2ပတ်အတွင်းမှာ demo ပြီးအောင်ဆောက်တယ်ဒါပေမဲ့လည်းstatic electric ကထပ်မလာတဲ့အတွက်ကြောင့်မို့လို့ခဏပြန်ပြီးတော့ပြင်ရတာတွေပိုင်းတိုင်းနဲ့ပို့ပြီးလှုပ်ရှုပ်သွားတယ်ပြီးတော့ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာလည်းဒီ practical လုပ်တဲ့အချိန်မှာလည်းထုံးမှန်တိုင်း super glue မရှိတော့မရခဲ့ဘူးဒီလောက်ပါပဲပြီးတော့တစ်ခုမှတ်ထားဖို့လိုတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီက windshield machine ကိုတင်ကိုယ်တိုင်လုပ်လို့ပြီးသွားပြီဆိုလို့ရှိရင်မောင်းကြည့်လို့မှလျှက်စစ်ထွက်မလာဘူးဆိုလို့ရှိရင်တင်ကဒီပေါ့နော်ဒီ neutralization brush တွေကိုဒီ position က x direction တိုင်းရှိနေလားဆိုတာတခြားစစ်ဆေးပါဒီဘက်က line ကဒီဘက်မှာဆိုရင်နောက်တစ်ဖက် line ကကျတော့သူ့ရဲ့ဆက်ညင်ဘက်မှာရှိနေရပဲပေါ့နော်ဒီ brush တွေကရှိနေရမယ်ပြီး brush နှစ်ခုရဲ့ငုတ်တွေကဒီမှာပေါ့နော်ဒီစက်တာပြားလေးတွေပေါ်မှာထိနေရမယ်တစ်ဖက်ကစက်တာပြားနဲ့မထိနေနောက်တစ်ဖက်ကလည်းစက်တာပြားနဲ့မထိရအောင်အဲ့လိုဖြစ်နေရမယ်ပေါ့နော်ပြီးသွားလို့ရှိရင်အဲ့လိုဒီ setting လေးသိချာဟိုမှန်ရဲ့သားနဲ့ဟိုဒီကောင်ကလျှက်စစ်မထွက်ဘူးဆိုလို့ရှိရင်ဒီကောင်ကိုဘာလုပ်ပြရလဲဆိုလို့ရှိရင်ဒီ static electric ရဲ့သဘောကသူကတင်းငင်လျှက်စစ်ရဲ့သဘောကဘာဖြစ်လဲဆိုလို့ရှိရင်သူရှင်ငွေကိုအရန်ကြောက်တယ်ဒီဟိုလေလူဖူထိုင်းစားပေါ့နော်လေလူဖူထိုင်းစားကိုဒီကောင်ကအရန်ကြောက်တယ်ဘာလို့လဲဆိုရင်တစ်ချက်ကြည့်ရလိုက်ပေါ့နော်ဒီလေလူဆိုတိုင်းသားက60%ကျော်နေတယ်60%ဆိုလို့ရှိရင်ဒီဆက်အလုံးမလုံးဘူးရာခိုင်နှုန်းပုံများတယ်အဲအကြောင်းမို့လို့ဘာလို့ကပေးရတယ်ဆိုလို့ရှိရင်ဒီအပြားလေးတွေကို dryer လေးနဲ့6နေအောင်မှုတ်ပြီးတစ်ဖက်စလုံးမှုတ်ပြီးရတယ်ပေါ့နော်အဲ့လိုမှုတ်ပြီးလိုက်လို့ရှိရင်ပြန်ကောင်းလာနိုင်တယ်လေလူဆိုတိုင်းသားကလည်း90%ပဲရှိတယ်ပြီးတော့ dryer နဲ့လေးမှုတ်ပြီးဆိုမှလျှက်စစ်မထွက်ဘူးဆိုလို့ရှိရင်ဒီကောင်ကဒါဆက်အစ်စ်မှုတ်လို့အလုံးမလုံးတာအဲ့တော့ဘာလို့ပြရတယ်ဆိုလို့ရှိရင်အရှိမလုတ်ခဲ့သလိုပဲ PVC pipe ကိုဒီအဝတ်စားနဲ့ပုတ်လိုက်တင်းကြီးလေးဆက်ထွက်လာမယ်โอเคအဲ့ဆိုရင်အဲ့လိုဆက်ကိုလှည့်တာလှည့်ပြီးရင်ခုနကဒီတင်းကြီးလေးဆက်ထွက်နေတဲ့ PVC pipe ကိုဒီဆက်ရပေါ့နော်ဒီဘက် brush ပဲဖြစ်ဖြစ်ဒီဘက် brush ပဲဖြစ်ဖြစ်အိမ်သားလေးကိုအသာလေးကပ်ပြီးလိုက်တဲ့အချိန်မှာစပြီးတော့ဒီမီးပွားတွေထွက်လာကိုတွေ့ရလိမ့်မယ်ပေါ့နော်တန်းပြီးလှည့်ရင်လည်းမထုတ်တော့ဆိုထွက်တယ်ဒါပေမဲ့တချို့ချိန်တွေမှာဆိုရင်ဒီကောင်အလုံးလုံးဖို့ဆိုလို့ရှိရင်အဲ့လိုအစာပြိုးလျှက်စစ်တော့ကျွေးပေးရတယ်ငကိုရှိပြီးသားဒီအာဂါသာကလာတဲ့ cosmic ray တွေနဲ့ဒီပတ်ဝန်းကျင်က static electric တွေကရှိရဲဆိုပေမဲ့လည်းစူတိုင်းသားများရဲ့အချိန်တွေမှာဆိုရင်အဲ့ဆက်တာပြားတွေပေါ်မှာရှိတဲ့လျှက်စစ် charge တွေကဒီရင်ငွေ့နဲ့အတူတူပေါ့နော်လေတဲ့ကိုပြန့်သွားတဲ့အတွက်ကြောင့်မို့ဒီကောင်တွေအကုန်လုံး nuclear ဖြစ်သွားလိမ့်မယ်အဲကြောင့်မို့ဒီကောင်ကိုဒီငင်းလျှက်စစ်တစ်ခုနဲ့ထပ်ပြီးကျွေးပေးရတယ်တနည်းအားဖြင့်ဒီအစာပြိုးလျှက်စစ်တော့ပြီးကျွေးရတယ်ညနေပိုင်းနေမှာပေါ့နော်ဒီနေပူနေတဲ့အချိန်တွေမှာဒီနေအောင်ထဲမှာထွက်လို့တော့အစာပြိုးလျှက်စစ်တော့ကျွေးရမလို့ပဲနဲ့ဒီကောင်အလုပ်လုပ်ဖို့ရာခိုင်နှုန်းပုံများရပေါ့နော်ဒါတော့စမ်းကြည့်ပါโอเคဗီဒီယိုတွေကတော့ဒီလောက်ပါပဲပေါ့နော်နောက်ဗီဒီယိုတွေမှာဆက်ပြီးဆုံသေးကြတာပေါ့